မင်္ဂလာညချမ်းလေးပါခင်ဗျာယနေ့ညမှာတော့စာရေးသူမောင်တင်ဆန်းရေးသားထားတဲ့အောင်လန်းဘိုးထင်ဇာလန်းလေးတွေကိုဆိုသေးပြီးတော့ဘောင်းချုပ်အနေနဲ့ပြန်လည်ပြောပြတင်ဆက်လိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ခင်ဗျာကိုဖိုးထွေတလဲကုန်းမှာဘိုးထင်ပြန်ရောက်နေတယ်ဆိုအေးကွာအောင်တန်းငါ့ကိုပြောတာပဲဒီကောင်ဦးဝေလာကြီးနဲ့တော်တော်ပဏာတင့်နေတယ်ဆိုလာပဲဒီကောင်ဘိုးထင်အတော်ကိုများသွားပြီတေချောင်ကျုပ်တို့သွားကြည့်ကြအောင်မယ်ဒီညသူအိမ်ကိုပြန်မလာဘူးဆိုရင်တို့တွေသွားကြည့်ကြတာပေါ့ကွာဘိုးတွေတယောက်တလဲကုန်းရွာကပြန်လာတဲ့အောင်တန်းရဲ့ပြောပြချက်အရမောင်ဘိုးထင်အိမ်မှာနေထိုင်တဲ့တာအေးနဲ့ပေတူအားလာရောက်ပြောဆိုခြင်းပင်ဘိုးတွေတယောက်တလဲကုန်းရွာကပြန်လာတော့အောင်တန်းရဲ့ပြောပြချက်အရမောင်ဘိုးထင်အိမ်မှာနေထိုင်တဲ့တာအေးနဲ့ပေတူကိုလာရောက်ပြောဆိုနေတာပါတာအေးနဲ့ပေတူကလည်းဘိုးထင်ရဲ့အိမ်မှာမနေချင်တော့ဘူးပြောင်းဖို့ပြင်နေတာကြောင့်ဖိုးထွေးကမနှဲကိုတားနေပါတယ်မင်းတို့တွေပြောင်းဖို့တော့မစင်းသားနဲ့哦အောင်တန်းအပြောပဲရှိသေးတာတို့တွေကိုယ်တိုင်သွားကြည့်ပြီးမှပဲကြံတဲ့ကိစ္စတွေကိုဆုံးဖြတ်ကြတာပေါ့ကျုပ်ကတော့ဒီကောင်ဘိုးထင်အချိန်ကြာကြီးရွာကိုပြန်မလာတဲ့ကတိတ်ပြီးတော့စိတ်ကြည်တာမဟုတ်ဘူးဘာကြီးအောင်ပြန်ရောက်မလာသေးလို့သာဒီအိမ်မှာနေနေတာအခုဘာကြီးအောင်လည်းပြန်ရောက်လာပြီလို့ကြားတယ်ဟုတ်တယ်ဦးအောင်ကလွန်ခဲ့တဲ့ရက်ကမှပြန်ရောက်တာဧည့်သည်တယောက်လည်းပါလာသေးတယ်မင်းတို့ဦးအောင်စီကိုမသွားရသေးဘူးလားမသွားရသေးဘူးဗျာတာအေးကသူ့အိမ်အတွက်ထင်းခုတ်ပေးနေတာနဲ့အဲ့ဒါတွေကိုလိုက်လုပ်ပေးနေတာအေးကွာအခုရောတာအေးဘယ်သွားလဲဟာရောက်ခွင်ကကြက်ဖရွာရောက်နေတယ်ဆိုလို့သွားကြည့်တယ်ဒီကောင်ကတော့ချက်သမားလုံးလုံးဖြစ်နေပြီပဲဟုတ်ပါဗျာအခုလေကိုကြက်ကြီးကိုဆရာတင်ထားတယ်လေရွာမြောက်ပိုင်းကကိုစိုးမြင့်ကိုပြောတာလားဟုတ်တယ်လေဗျာသူပဲချက်သမားမို့ကြက်ကြီးလို့ခေါ်တာဒါအေးကတော့ချက်သမားလုံးလုံးဖြစ်တော့မှာပဲကွာဖြစ်တော့မှာမဟုတ်ဘူးဖြစ်ကိုဖြစ်နေပြီအဲ့ဒီကောင်စောက်ကျင်လည်းမကောင်းတော့ဘူးမင်းတို့နှစ်ကောင်မတက်ကြဘူးလားတဲ့ပါတယ်ဗျာဟိုတကကြုံစားမဲ့အမဲသားလေးကိုအဲ့ဒီကောင်ကသူ့ချက်ဖကြီးကိုကျွေးပြစ်လိုက်တာလေချက်ကိုလည်းအမဲသားကျွေးတာပဲလားအားရှိအောင်လို့တယ်ဗျာဒီကောင်ဘယ်ကနီးတွေတက်လာလဲမသိပါဘူးအမဲသားကျွေးလိုက်ရေကူးခိုင်းလိုက်နဲ့လောက်နေတာဘာကိုရေကူးခိုင်းတာလဲကွာချက်ဖတွေကိုလေဗျာသူပြောတာတော့ရေကူးခိုင်းရင်ချက်တွေအတွက်ကောင်းတယ်တဲ့ဗျာတကယ်လဲကောင်းပါတယ်ဟေးကောင်ဘေးတူမင်းလည်းချက်ကိုဝါသနာပါနေပြီလားကောင်းတယ်မကောင်းဘူးတော့သိနေပြီဆိုတော့ကျုပ်ကောင်းတာကခွတ်ထကောင်းတာကိုပြောတာမဟုတ်ဘူးပြီးခဲ့တဲ့တပတ်ကသူလေးကျင်ပေးနေတဲ့ချက်ဖကြီးကင်းကိုက်ခံရတယ်လေဗျာကျုပ်ချက်စားလိုက်တာတော်တော်ကောင်းတယ်ဒါအေးကတော့တကယ်ကိုတစ္ဆာရှိတယ်ဗျာတတိုးမကိုမတို့တာဒင်းကအဲ့ဒီချက်ဖကြီးကိုမြေမြုပ်ပြစ်ချင်နေတာလေကျုပ်ကလည်းအတိုက်ခံလုပ်ပြီးတော့ချက်စားပြစ်လိုက်တာဒီကောင်တော်တော်ဆိုးနေပြီပဲကဲကဲမင်းတို့တွေကိုငါမနှက်ဖန်လာခေါ်မယ်ညချရင်ဦးကုန်းစီကိုလည်းသွားလိုက်ကြအောင်ချားလားဟုတ်ကဲ့စိတ်ချပါဘောဘောတွေပေတူအားထို့တော့မှားပြီးတော့အိမ်ဝိုင်းထဲကနေပြန်လဲထွက်လာပါတယ်လူထပ်သွားပြီးတိတ်မကြခင်အချိန်မှာပဲတာအေးတယောက်ကျဖကြီးတကောင်ကိုပိုက်ပြီးတော့အိမ်ဝိုင်းထဲကိုဝင်ကအိမ်ရှိကွက်ပြစ်မှထိုင်နေတဲ့ပေတူကိုစကားဆိုပါတယ်ဟေးကောင်ပေတူတလဲကုန်းရွာမှာဘိုးထင်ပြန်ရောက်နေတယ်ဆိုကွာအေးငါလည်းအဲ့ဒီလိုကြားတာပဲဒီကောင်ပြန်လာတယ်ဆိုလို့ဝမ်းသာပါတယ်ဒါပေမဲ့အဲ့ဒီကောင်အချိုးကိုတိတ်မကြိုက်ဘူးငါလည်းအတူတူပဲအမှန်ဆိုရင်ဒီကောင်ပြန်ရောက်တာနဲ့ဘာကြီးအုံးစီကိုအရင်လာရမှာအေးကွာအခုတော့ဒင်းကရွာတော်ပြန်မလာဘူးကဲတို့တွေအခုညဘာကြီးအုံးစီကိုသွားကြတာပေါ့မနှက်ဖန်တော့ကိုဖိုးထွေးတို့တလဲကုန်းရွာကိုသွားဖို့လာခေါ်လိုက်မယ်တဲ့ဟုတ်တယ်ဘာကြီးအုံးစီကိုအခုပဲသွားချရအောင်ကွာဒါရီတယောက်သူ့ရဲ့ကြက်ဖတ်ကြီးကိုမြေပေါ်ချပေးလိုက်ရင်ဦးအုံးစီကိုသွားဖို့ပြောနေတာပါဒေါ်ကပေတူးကလည်းအိမ်မှာချက်ထားတဲ့ဟင်းတချို့ကိုဂျိုင်တလုံးနဲ့ထည့်ပြီးတော့ဦးအုံးစီကိုသွားဖို့ပြင်ဆင်ပါတယ်ဦးအုံးရဲ့နေအိမ်ရောက်တန်းလျားမှာတော့ဦးအုံးနဲ့အတူဧည့်သည်လူသိန်းတယောက်ထိုင်နေပါတယ်ဦးအုံးကထိုမျက်နှာစိမ်းဧည့်သည်ကိုကောင်းကောင်းမွန်မွန်အခန့်နေပုံရတာကြောင့်ထိုလူဟာအထောက်ကိုအရေးပါတဲ့လူတယောက်ဖြစ်နိုင်တယ်လို့ထင်လိုက်မိပါတယ်ဆရာသူကျွန်တော်တို့ပညာမတူတဲ့လူတယောက်အိမ်ကိုလိုက်လာတာတိတ်ပြီးတော့ကျေးဇူးတင်တယ်ဗျာမလိုပါဘူးဗျာခမရနဲ့ကျုပ်ကပညာမတူပေမဲ့ခမရလို့ရက်ကိုသဘောကျလို့လိုက်လာတာပါဝေလာဆိုတဲ့လူကိုပညာပေးချင်တာလဲပါတာပေါ့ဝေလာကအမောင်ပညာမှာလဲအတော်ကိုတဖကန်းခတ်တယ်နော်ဆရာသူကျုပ်သားတစ်ဖက်တော်သူ့စီမှာရောက်နေတယ်တဲ့အထက်ရောင်ရောင်အောက်ရောင်ရောင်ကောင်းနေနဲ့နေရတာတိတ်ကိုအန်တရယ်များတယ်ဗျခမရတစ်ဖက်ကဘာသွားလို့ထားလဲကျုပ်တော်တခြားလူပြောမှပဲသိတာဆ
ဆရာထူးကိုရှာရတာနဲ့အချိန်တော်တော်ကြာသွားတယ်လေဗျာအေးဗျာရိုးမတောင်တန်းနေအထိနှက်အောင်လိုက်ရှာတဲ့ခမည်းကိုတော့တကယ်ကိုလေးစားပါတယ်ကျုပ်ကလည်းပညာနဲ့ခေါ်တာထက်လူကိုယ်တိုင်လာခေါ်တာကိုပို့ပြီးတော့သဘောကျတာဗျဆရာထူးနဲ့ဦးအောင်တို့အိမ်အောင်တန်းလျားမှစကားပြောနေသည်အိမ်ဝိုင်းတဲ့သို့ပေတူးနဲ့တာအေးတို့နှစ်ယောက်ဝင်လာပါတယ်သူတို့နှစ်ယောက်ကိုမြင်တဲ့အခါဦးအောင်ကစကားလှမ်းဆိုတယ်ပေတူးနဲ့တာအေးလာဟေ့လက်ထဲမှာလည်းဂျိုင်းနဲ့ပါလားကွာဟုတ်တယ်ဗာကြီးအောင်ရေဧည့်သည်ပါလာတယ်ဆိုလို့ကျုပ်တို့ဟင်းလာပို့တာအော်အေးလာထိုင်ကြကွာပေတူးနဲ့တာအေးသူတို့ယူလာတဲ့ဂျိုင်းလေးကိုတပွဲပေါ်တင်ပြီးတော့ဦးအောင်ကိုစကားဆိုပါတယ်ဗာကြီးအောင်တို့များပျောက်သွားလိုက်တာကျုပ်ဖြင့်သေပြီလို့တောင်ထင်နေတာဗျပေတူးရဲ့စကားကြောင့်ဧည့်သည်ဖြစ်တဲ့ဆရာထူးကိုယ်တိုင်မျက်လုံးအပြူသားနဲ့အားတင်သွားပါတယ်အဲ့ဒီနောက်တာအေးကဆရာထူးကိုစူးစမ်းသလိုကြည်ပြီးတော့စကားဆိုပြပါတယ်ဗာကြီးအောင်ဧည့်သည်ကသူ့လားကြည့်ရတာတော့ဇက်မင်းသားနဲ့တူတယ်ဗျဟေးကောင်ဘာတွေပြောနေတာလဲအကောင်ပြောတာပါဗျာဧည့်သည်ကြီးကိုတေးသေးချာချာကြည့်ဇက်မင်းသားနဲ့မတူဘူးလားနှုတ်ခမ်းမွေးဆဆနဲ့အတော်ကိုခန့်တာပဲဗျဒီကောင်ကတော့ကွာငါဧည့်သည်ကိုဦးအောင်ကဆရာထူးအားစားနောက်နေတယ်လို့ထင်မှတ်ပြီးတော့တာအေးကိုဟန်တားလိုက်တာပါထိုကဆရာထူးကပြောပြီးတော့ဦးအောင်ကိုစကားဆိုလာတယ်ရှားပါတယ်ဦးအောင်ရဲ့ပြောပါသေးဒီကလေးကျုပ်ကိုမကောင်းပြောတာမှမဟုတ်တာဟုတ်ပါတယ်ဧည့်သည်ကြီးဟာဦးအောင်ကကျုပ်တို့ဆိုရင်အပြစ်ပြောမယ်ဆိုတာကြီးပဲဗျအေးဒါနဲ့မင်းတို့နှစ်ယောက်နာမည်တွေကကျုပ်နာမည်ကတာအေးဟိုကောင်းနာမည်ကပေတူးဧည့်သည်ကြီးနာမည်ကရောငါနာမည်ကဆရာထူးတဲ့ဆရာထူးနဲ့ဦးအောင်ကတော့နာမည်တစ်လုံးစီလူတွေဒီမှာလာတွေ့ကြပြီပေါ့ဆရာထူးကအကြောင်းလန့်ကင်းပြီးတော့ပြောရဲဆိုရဲရှိတဲ့ပေတူးနဲ့တာအေးကိုသဘောကျသွားတာကြောင့်တပြောင်းပြောင်းနဲ့ဖြစ်နေပါတယ်ထိုအခါဆရာထူးစိတ်နှောက်ယှက်ဖြစ်မိကိုစိုးရိမ်နေတဲ့ဦးအောင်ကတပြည့်တစ်ချက်ဟင်ကနေချလိုက်ပြီးပေတူးနဲ့တာအေးကိုမောင်ဘိုးထင်အကြောင်းမေးမြန်းလာပါတယ်မင်းတို့နှစ်ယောက်ဘိုးထင်တဲ့ဘာချသေးလဲငါချတာတော့ဒီကောင်ပြန်ရောက်နေတယ်ဆိုဟုတ်လားကျုပ်တို့နှစ်ယောက်လည်းအဲ့ဒီလိုချတာပဲမနက်ဖြန်တော့တလဲကုန်းကိုသွားကြည့်မလို့အေးဒီကောင်ဝေလာရဲ့အားနေချက်ကိုရှာနေတာဖြစ်မှာပါကွာပြောလို့တော့မရဘူးဗာကြီးအောင်ရေခမည်းကောင်ကတိတ်ပြီးတော့ပုံမချဘူးဒီကောင်မတော်လောဘတွေတက်နေပုံပဲဆိုသားမအောင်ဘိုးထင်ကဘာဖြစ်လို့လဲဘာဖြစ်ရမှာလဲဗျာခမည်းမွေးသားသားကခမည်းကိုပြစ်သွားပြီးတော့ဟိုလူရုပ်မှာဝေလာနောက်ကိုလိုက်နေတာဟုတ်လို့လားကွာဒီကောင်ဝေလာရဲ့ပြောကွက်ကိုရှာနေတာနေမှာပါဘိုးထင်မအဲ့ဒီလိုစိတ်မရှိပါဘူးကွာခမည်းကတော့မရှိဘူးပြောနေကြားရတဲ့သတင်းတွေကကောင်းကိုမကောင်းဘူးပေတိုးနဲ့တာရီတို့ပြောရင်းဆိုရင်ဒေါသထွက်လာဟန်တူပြီးတော့သူတို့ရဲ့အတန်တွေကလည်းမာထန်လာပါတယ်ထိုချင်းရောက်ကိုကြည့်ပြီးဦးအောင်တစ်ချက်တွေ့ဝေသွားပြန်ပါတယ်အဲ့ဒီနောက်ဦးအောင်ကပေတိုးနဲ့တာအေးကိုတသေးချာချာကြည့်ပြီးကဲမင်းတို့နှစ်ယောက်မနက်ဖြန်ဘိုးထင်ကိုသွားတွေးကြမှာလားသွားမတွေ့ဘူးအခြေအနေပဲသွားကြည့်မှာအချိုးမပြောင်းဘူးဆိုရင်တော့ကျုပ်တို့နှစ်ယောက်အဲ့ဒီကောင်အိမ်မှာဆက်ပြီးမနေတော့ဘူးငါမင်းတို့နှစ်ယောက်ကိုတခုတော့ခိုင်းချင်တယ်ကွာငါခိုင်းတာကိုလုပ်ပေးကြမလားဘာကြီးအောင်ဘာခိုင်းပါလဲခိုင်းလေမနက်ဖြန်မင်းတို့တလဲကုန်းရွာကိုသွားရင်ငါပြန်ရောက်နေပြီအိမ်ကိုလာခဲ့အောင်လို့ဘိုးထင်ကိုသွားပြောပေးသမ်းကွာကျုပ်အဲ့ဒီကောင်နဲ့စကားမပြောချင်ဘူးမင်းကလည်းဒါလေးပြောရတာပြောလိုက်စမ်းပါဟာအဲ့ဒါမှတို့တွေအမှတ်တရားကိုသိရမှာပေါ့ဒါဆိုလဲကျုပ်တို့ပြောလိုက်မယ်ဘာကြီးအောင်ဘာခိုင်းတရားရှိသေးလဲခိုင်းတရားမရှိရင်ကျုပ်တို့ပြန်တော့မယ်ဒါနဲ့ဧည့်သည်ချိုးဖို့ရေရောရှိရလားရေတော့မရှိဘူးကွာဒါဆိုရင်ကျုပ်တို့ရေသွားပြီးတော့ထားလိုက်အောင်မယ်ဦးအောင်စကားပြန်မပြောခင်မှာပင်ပေတူနဲ့တာအေးကထိုင်နေရာကနေထားပြီးတော့ရေမုံနဲ့တဘိုးတွေကိုယူကအိမ်ဝိုင်းအပြင်ကိုထွက်သွားပါတယ်သူတို့နှစ်ယောက်ထွက်သွားတာကိုလိုက်ကြည့်ပြီးဆရာထူးကမရှင်းလင်းတဲ့အရာတွေကိုဦးအောင်ထက်မှမေးမြန်းပါတယ်ဦးအောင်ခမည်းကောင်တွေကအတော်ကိုတော့ပါလားဗျဒါနဲ့သူတို့နှစ်ယောက်ကခမည်းမွေးသားသားကိုဘာလို့သဘောမကျဖြစ်နေတာလဲဆရာထူးရေပြောရမှလည်းအတော်ကိုရှုပ်ထွေးတယ်ကျုပ်မွေးသားသားဘိုးထင်ကဝေလာဆိုတဲ့ကောင်ကိုအစိမ့်တိုက်သွားတိုက်တယ်လေကျုပ်ခိုင်းလို့သွားလှုပ်ထားဒါပေမဲ့ဝေလာကိုကျုပ်တို့မရှင်းနိုင်ခဲ့ဘူးလေအဲ့ဒီတော့ကျုပ်အနာတရားဖြစ်ပြီးဆရာထူးကိုလာရှာရတာဒီအတော်အတွင်းမှာဘိုးထင်ကဝေလာနဲ့အစဉ်ပြေနေတယ်ပေါ့ဗျာအစောကကောင်လေးနှစ်ယောက်ကဝေလာဘာတွေလုပ်ခဲ့တယ်ဆိုတာကိုသိတယ်လေအခုဘိုးထင်ကဝေလာနဲ့ပေါင်းနေလို့သူတို့မကြေမနက်ဖြစ်နေကြတာအချိန်တန်ရင်တော့ဖာလာငါလာသိမှာပါခမည်းခေါ်ခိုင်းလိုက်တာလဲကောင်းပါတယ်မကြခင်ဝေလာကတေနာဖြစ်တော့မဲ့ကောင်လေဆရာထူးကိုယုံပြီးသားပါအထက်ထိတ်ကောင်ဆရာအောင်ရဲ့တပည့်မဟိတ်ထီအောင်ကြီးရဲ့မိတ်ဆွေစီတလုံးပိုင်ဆရာထိန်ရဲ့တားတပည့်
မဟူရာမင်းကောင်ရဲ့အယောက်100မြောက်တပည့်ဘိုးမင်းကောင်ရဲ့တဦးတည်းသောတပည့်တတရမျက်လုံးပိုင်ရှင်ဆန္ဒအောင်မျိုးရဲ့အုံးမလေးတော်ပါတော့ဗျာခမရဆရာနာမည်ကြီးတွေရွတ်နေတာတအားများနေပြီကျုပ်တော်သူတို့ကိုအကုန်မမှတ်မိဘူးဆရာထူးရဲ့ခမရရဲ့အတိုင်းအဝိုင်းဘလောက်ကြီးတောင်းကိုကျုပ်ကပြောမလို့ပါဗျာတော်ပါဗျာကျုပ်ပတိစိတ်ချင်နဲ့ခမရအိမ်မှာစိတ်လို့ရလားကျုပ်အိမ်မှာတော့မစိတ်ပါနဲ့ဆရာသမားရဲ့ရွာဦးစေဒီမှာသွားစိတ်ပါကောင်းပြီဗျာဒါဆိုလဲကျုပ်သွားပြီဝေလာနဲ့တိုက်တော့မယ်ဆိုမှပဲရွာဦးချောင်းကိုလာခေါ်လိုက်တော့ကျုပ်အိမ်မှာတဲမှာမဟုတ်ဘူးလားခမရအိမ်မှာတဲရင်ခမရအိမ်ကကောင်းနေအကုန်လုံးပြောင်းဆန်သွားလိမ့်မယ်။အော်ဟုတ်ကဲ့ကျုပ်သဘောပေါက်ပါပြီဆရာထူးရဲ့ဒီလိုနဲ့ဆရာထူးတယောက်ဦးအောင်ရဲ့အိမ်မှာမတဲဖြစ်တော့ပဲရွာဦးချောင်းမှာပဲတဲခေါ်ဖို့ထွက်လာပါတယ်။တာရမောင်းနဲ့နွားလဲလေးအပေါ်မှာဖိုးထွေးတာအင်းနဲ့ပေတူးတို့လိုက်ပါလာပါတယ်။သူတို့အဖွဲ့တလဲကုန်းရွာကိုသွားနေခြင်းဖြစ်ပြီးရန်သူတော်ကြီးဦးဝေလာရဲ့အိမ်မှာနေထိုင်တဲ့တကယ်ချင်းဖြစ်သူမောင်ဘိုးထင်ရဲ့အခြေအနေအကျိုးအကြောင်းကိုတွားရောက်စုံစမ်းနေကြတာပေတိုးနေတာအေးကလှဲနောက်ပြီးမှခြေထောက်နှစ်ဖက်ကိုအောက်ချစီးပြီးတော့နောက်မှကြာနေခဲ့တဲ့ဖုန်တထောင်းထောင်းထနေသည့်လဲလန်းမြင်ကွင်းကြီးကိုကြည့်ကပေတူးကစကားဆိုလာပါတယ်ဘိုးထင်လူရုပ်မှဥဝေလာနဲ့များပေါင်းရတယ်လို့ကွာငါထင်တော့ဘိုးထင်ရွှေတွေမသွားတာဖြစ်လိမ့်မယ်ကွာဒါရဲ့စကားကြောင့်ပေတူးတာမကလဲမောင်းနေတဲ့တာတာနဲ့ဖိုးထွေးပါစိတ်ဝင်စားသွားပြီးတော့တာအေးကိုလှဲကြီးကမေးမြန်းပြပါတယ်ဘာဖြစ်လို့လဲပြောသားမအောင်ကွာဘိုးတွေဘလို့ကြောင့်ရွှေမက်တယ်လို့ပြောရတာလဲဦးဝေလာကဖိုးသူတော်ကြီးရဲ့ရွှေအိုးကိုယာထားတာလေဗျာဒီရွှေအိုးတွေကရွှေတွေကိုဘိုးထင်လိုချင်နေတာဖြစ်မှာပေါ့ရွှေတွေငွေတွေကြောင့်တော့မဟုတ်တော့ဘူးကွာဖိုးထွေးရဲ့စကားကြောင့်ကျန်သူတွေဖိုးထွေးထံကိုအကြည့်ရောက်သွားပါတယ်ဘာဖြစ်လို့မင်းကအဲ့ဒီလိုထင်တာလဲဖိုးထွေးစင်းသားကြီးကြလေကွာဘိုးထင်သားရွှေတွေငွေတွေကိုမတ်တယ်ဆိုရင်အစကတည်းကရွှေတွေငွေတွေပိုင်မဲ့အခွင့်အရေးကရခဲ့ပြီးသားလေဒါပေမဲ့ तू မရှိခဲ့ဘူးဦးဝေလာစီက तू တကယ်လိုချင်တာပညာပဲဖြစ်လိမ့်မယ်အဲ့ဒီကောင်ကရွှေထက်ပညာကိုပိုမတ်တဲ့ကောင်ကွာအဲ့ဒါလည်းဟုတ်တာပဲဘာပဲဖြစ်ကွာအဲ့ဒီကောင်နဲ့တွေ့ရရင်တော့အခြေအနေအားလုံးကိုသိရမှာပဲအေးဟုတ်တယ်ပေတူးနဲ့တာအေးမင်းတို့တွေစိတ်မတူကြနဲ့အောင်တော့ဖိုးထွေးနေတာရကအသက်ကြီးသူတွေပြပြပြဿနာတစ်ခုကိုခေါင်းအေးနဲ့စင်တော်တွေးတောတတ်တယ်ပေတူးနေတာအေးကတော့သူတို့နှစ်ယောက်ကိုအဆက်ဖြတ်ပြီးအကျိုးအချောင်းပင်မပြောဘဲသွားကျင်တဲ့နေရာသွားနေတဲ့တငယ်ချင်းဖြစ်သူဘိုးထင်ကိုတိတ်ပြီးတော့မချင်တတ်ချဘူးထို့အကြောင်းကိုသိတာကြောင့်လေတာတာနဲ့ဖိုးထွေးကကြိုပြီးတော့ထိန်းထားတာပါဒါပေမဲ့တာအေးနဲ့ပေတူးကသူတို့ထက်အကြီးဖြစ်သူအကိုနှစ်ယောက်ရဲ့စကားကိုတိတ်ပြီးတော့နားထောင်ခြင်းပုံမရကိုလိုကန့်လန့်နဲ့ပြန်ပြီးတော့ခြေပပါသေးတယ်ကိုဖိုးထွေးနဲ့ကိုတာတာခမရတို့ကျုပ်တို့နှစ်ယောက်ကိုတရားချဖို့မစင်းသားနဲ့ကျုပ်တို့ကိုခမရတို့မပြောနဲ့ရွာဦးကျောင်းဖုန်ကြီးပြောတာတော့ရခဲ့တဲ့ကောင်တွေမဟုတ်ဘူးဗျဟုတ်တယ်ပေတုတယ်ဗျစိတ်ထဲရှိတဲ့အတိုင်းပဲပြောတယ်စိတ်ထဲရှိတဲ့အတိုင်းပဲလုပ်တတ်တယ်ဝိလေကြောင့်ပဲလုံးမနေဘူးဟန်လုံးပြီးတော့လည်းပြောမနေဘူးပေတုနဲ့တာအေးကအနောက်ကိုလှဲမကြည့်ပဲနဲ့ခြေတွဲလောင်းချထိုင်ပြီးတော့စကားဆိုနေတာပါထိုအခါဟိတ်ကြီးဟန်ကြီးနဲ့အကြီးစကားပြောတာကိုနားထောင်လို့ခြင်းမရှိတဲ့ငနဲသားနှစ်ကောင်အားစိတ်မရှိတော့တဲ့ဖိုးထွေးကဖုန်တူတူလန်းလန်းတနေရအရောက်မှာတော့ပေတူးနဲ့တာအေးရဲ့ကြောကုန်းကိုခြေထောက်နဲ့ကန်ချလိုက်ပါတော့တယ်ဒေါသတွေဖြစ်သည့်အလျောက်တန်မာပြီးတော့ဖြတ်လက်တယ်ပေတူးနဲ့တာအေးမှာဖုန်တူတူလမ်းပေါ်မှာဒလင်းခောက်ခွေးပြုတ်ကြပြီးဖုန်နေလဲလူးပေနေပါပြီအဒီနောက်သူတို့နဲ့ရောက်လဲနောက်ကိုပြေးလိုက်လာခြင်းကနေဖိုးထွေးနဲ့တာရက်ကိုမချေမနဲ့စကားဆိုပါတယ်ဟဲ့လူတွေခမရတို့ဘာလုပ်တာလဲကျုပ်တို့နှစ်ယောက်ကိုဘာလို့ကန်ချတာလဲဗျမင်းတို့ကောင်တွေစောက်ကြီးစောက်ကျဲတွေပြောနေတာငါတို့စကားကိုနားမထောင်ရင်ငါတို့လှဲဘော်ကိုမတတ်နဲ့ကွာဟာဟဲ့လူတွေအဲ့ဒီလိုတော့မလုပ်ပါနဲ့ဗျာဖုန်တွေကတအားဖူတယ်ဗျာနေဘူဘူဖုန်တထောင်းထောင်းထဲမှာတာရင်းနဲ့ပေတူးတော့ဖုန်လိမ့်လိမ့်ပေကြံပြီးတော့လှဲနောက်ကနေဒလဆက်ပြေးလိုက်နေတာပါဒါပေမဲ့လှဲဘော်ကိုလည်းမတက်ရဲဘူးမထင်ရင်မထင်တယ်လို့လှုပ်တတ်တဲ့ဖိုးထွေးကနောက်တစ်ခါကန်ချမိဆိုးသောကြောင့်သူတို့မတက်ရဲတာပါဒါကြောင့်နှစ်ယောက်သားလဲဘော်ကိုချက်ချင်းမတက်သေးဘဲနဲ့ဖိုးထွေးနဲ့တာသားတို့ရဲ့အခြေအနေကိုကြည့်ပြီးတော့လေတံပြော့ပြော့နဲ့စကားဆိုပါတယ်ကိုဖိုးထွေးရခမရမပြောနဲ့ဆိုရင်မပြောတော့ပါဘူးဗျဟေးကောင်စောက်ဖို့မပြောနဲ့မင်းတို့နှစ်ယောက်ကရွာဦးဖုန်ကြီးကပြောရင်တော့မရဘူးဆိုကွာရွာဦးချောင်းဖုန်ကြီးပြောရင်တော့မရတာပါဗျာကိုဖိုးထွေးနဲ့ကိုတာတာပြောရင်တော့ရပါတယ်ဟုတ်တယ်မလားတာအေးဟုတ်ပါတယ်ဗျာလှုပ်ဆမ်းမှာကျုပ်တို့လှဲဘော်ကိုပြန်တက်ပရသည်အောက်မှာတော်တော်ပူနေပြီဗျလဲနောက်မီကိုလက်ကလေးတွေနဲ့ကန်ပြီးတနာစပွဲစကားဆိုနေတဲ့ပေတူးနဲ့တာအေးကိုလဲပေါ်မှာဖိုးထွေးနဲ့တာတာတေးသေးချာချာကြည်ပြီးတော့မ
မင်းတို့နှစ်ကောင်ငါတို့စကားကိုနားထောင်ပါလားစိတ်ချပါနားထောင်ပါမယ်ဗျာတေးကြတယ်နော်နေအေးသွားမှဂလန်ကဆန်လာလို့ရင်နှစ်ကောင်တလုံးနှရင်းနေအုတ်ခံရမှာမလုပ်ပါဘူးဗျာစိတ်ချသမားအေးအဲ့ဒါဆိုတက်လာခဲ့လဲဘော်တက်ခွင့်ပေးလိုက်တာနဲ့တာအေးနဲ့ပေတူခက်မြက်မြက်လဲဘော်ကိုခုံတက်ပါတယ်ဒီလိုနဲ့ဖိုးထွေးတို့တတိုက်တလဲကုန်းရွာရှိမောင်ဘိုးထင်စီကိုခရီးဆက်လိုက်ကြပါတော့တယ်ဘိုးထင်ငါ့ကိုအနောက်ထန်းတစ်ပင်ကပင်ထားလို့သွားလိုက်အောင်မယ်ကွာငါပြန်လာမှပဲမင်းရွာကိုပြန်မော့ရပါတယ်ဆရာကြီးကျုပ်ဘာတွေလှုပ်ထားရအောင်မလဲလက်သမားဆရာကိုတောင်းကိုကတင်နေရိုက်ခိုင်းထားတယ်တေသွားဝယ်ရင်မင်းလိုက်သွားလိုက်အောင်ကွာလိုအပ်တဲ့ငွေကြေးလည်းအကုန်ရှင်းပေးလိုက်ဟုတ်ကဲ့စိတ်ချပါဆရာကြီးအေးငါသွားပြီဘိုးထင်ရေတေသွားဝယ်မှာကအရေးကြီးတယ်ကွာတေချာချာခရုစစိတ်ချပါဆရာကြီးကျုပ်ကိုယ်တိုင်လိုက်သွားမှာပါတလဲကုန်းရွာကိုပြန်ရောက်နေပြီဖြစ်တဲ့ဦးဝေလာတယောက်မောင်ဘိုးထင်အားသူ့ရဲ့ရွာကိုချက်ချင်းမပြန်ခိုင်းမဲနဲ့အရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေကိုခိုင်းနေတာပါမောင်ဘိုးထင်ကလည်းဘဝတူမိဘမဲ့ခလေးတွေအားကိုညီစောင်းရှောက်ဖို့အတွက်ကတင်နေရိုက်မြည်ဖြစ်တာကြောင့်ရွာကိုပြန်ဖို့စိတ်ကူးမရှိသေးပါဘူးဒီလိုနဲ့ဘိုးထင်လက်သမားဆရာကိုတောင်းကိုစောင့်တိုင်းနေတယ်မှာပဲလက်တသီးနဲ့ဖိုးထွေးတို့အဖွဲ့ရောက်လာပါတယ်မတွေ့ရတာကြာပြီဖြစ်တဲ့အပေါင်းအသင်းတွေကိုတွေ့လိုက်ရတဲ့အခါမောင်ဘိုးထင်တယောက်အားရဝမ်းသာနဲ့လက်ရှိဟာကိုအမြန်ပြေးသွားပါတယ်ဟဲ့လူတွေကျုပ်လည်းရွာကိုလာတော့မလို့ပဲဗျအေးမင်းမလာလို့ငါတို့လိုက်လာရတာမင်းအဖပြန်ရောက်နေပြီသွားလိုက်ရောသွားမှာပါဗျာဒီနေ့တော့သွားလို့မရသေးဘူးလာထိုင်ကြအောင်ဗျဟေးကောင်မင်းမင်းအဖထက်အရေးကြီးတာရှိသေးလို့လားဆရာကြီးခိုင်းထားတာတွေရှိသေးလို့ဗျာကျုပ်လုပ်တွေပြီးရင်တော့သွားမှာပါမမောထင်ရဲ့စကားကြောင့်လဲပေါ်မှာရှိနေတဲ့ဖိုးထွေးတို့မျက်နှာမသားမယာဖြစ်ပြီးတော့ဘိုးထင်ကိုအမြင်မကြည့်တော့ပါဘူးထိုအချင်းရကြောင့်ပေတူးနဲ့တာအေးကကြောင်ငယ်ကြည့်နေတဲ့ဖိုးထွေးနဲ့တာရတ်ကိုစကားဆိုပါတယ်မြင်ပြီလားဒီကောင်းဆောက်ချိုးကိုကျုပ်ပြောပါတယ်ဒီကောင်းဆောက်ချိုးတွေပြောင်းနေပါပြီဆိုတာကိုဟုတ်တယ်လူသက်သမားနဲ့ပေါင်းနေကြတဲ့ကဒီကောင်ဆောက်ချင်းနေမကောင်းတော့ဘူးဆိုတာကျုပ်တို့သိလိုက်တဲ့နာပေါ့ဝေလာဆိုတဲ့ခွေးကောင်နောက်ကိုလိုက်ကြတဲ့ကဒီကောင်လဲခွေးပဲရင်သေးတဲ့စကားတွေကိုပြောနေတော့ပေတူးနဲ့တာအေးကိုမောင်ဘိုးထင်အနေနဲ့နားမလည်နိုင်တော့ပြန်ကြည့်လိုက်ပြီပေတူးနဲ့တာအေးမင်းတို့ဘာတွေပြောနေတာလဲမင်းတို့ငေါ့ကိုပြောရင်ပြောကွာဆရာကြီးကိုတော့အခုလိုမပြောနဲ့ဘာကွာဆရာကြီးဟုတ်လားခွေးအုပ်ကြီးကမင်းဆရာဖြစ်သွားပြီလားဟဲ့ကောင်မင်းပေါက်ခရမပြောသမ်းနဲ့ရက်ဆန်းမောင်ဘိုးထင်အကျိုးအကြောင်းကိုရှင်းပြတော့လေရန်လိုနေတဲ့ပေတူးနဲ့တာအေးတို့ကြောင့်ကောင်းကောင်းရှင်းပြခွင့်မရအစိုးဆုံးကတော့သူလေးသားရတဲ့ဥဝေလာကိုမိုက်မိုက်ရိုင်းပြောဆိုနေတာကြောင့်တီးမခံနိုင်တော့ပါဘူးဒါကြောင့်လေတမမနဲ့ပြန်ပြောလိုက်တာပါတော့ကပေတူးနဲ့တာအေးကပုံမဒေါသထွက်သွားပြီးတော့ဘာလဲဟေ့ကောင်မင်းကလူတသမားကိုထိတော့မခံနိုင်ဘူးပေါ့ဟုတ်လားဟေ့ကောင်လေမင်းတို့တိုးတိုးပြောလို့မရဘူးလားဘာလို့တိုးတိုးပြောရမှာလဲကွာမင်းရဲ့ဆရာကြီးဖိုးသူတော်ကြီးကိုတတ်တာမင်းလည်းသိတယ်ဟေ့ကောင်မင်းစောက်အတန်ကိုတိုးတိုးပြောလို့မရဘူးလားဘာလဲကွာမင်းကရွှေတွေခွဲတန်းရှာထားလို့လားမင်းကငါပြောနေတယ်လေအတန်တိုးတိုးပြောလို့ဟဲ့ကောင်ဖိုးသူတော်ကြီးကိုတတ်တာဥဝေလားကွာဒါကိုမင်းလည်းသိတယ်ထိုတဲ့မောင်ဘိုးထင်ဒေါသထွက်ပြီးတော့အန်ကိုကြိတ်ခါပေတိုးနေတာအေးကိုစူးစိုက်ကြည့်လိုက်တဲ့အခါမှာတော့သူတို့နဲ့ရောပြောလက်ဆစကားကိုတော့မပြောနိုင်တော့ပဲလေပင်ကိုဖြေပြီးတော့မျက်လုံးအပြူသားနဲ့ဖြစ်သွားပါတော့တယ်ထိုချင်းရကြောင့်ဖိုးထွင်းနေတာတော့မျက်လုံးလေးပြူးချပြီးတော့မောင်ဘိုးထင်ကိုချောမော့တောင်းပန်ပါတယ်ဘိုးထင်စိတ်လျှော့ပါကွာမင်းရွာကိုပြန်မလိုက်ချင်ဘူးမဟုတ်လားမလိုက်နဲ့ကွာဒီကောင်တွေကိုတော့အဲ့ဒီလိုမလုပ်ပါနဲ့ဒါမင်းရဲ့အပေါင်းအသင်းတွေလေဒီကောင်တွေကတစွတ်ထိုးပြောနေတာကိုဗျတေတေချာချာမသိသေးတဲ့ကိစ္စတစ်ခုကိုအခုလိုလွယ်လွယ်ပြောလို့ရမလားအေးပါကွာငါတို့ပြန်มาတော့မယ်မင်းလည်းမင်းကြိုက်တယ်လို့သာနေကွာပေတူးနဲ့တာအေးကိုတော့မင်းလှုပ်ထားတာပြန်ဖြေပေးကျုံမလိုက်ချင်လို့ပြောနေတာမဟုတ်ဘူးဗျရတယ်ဘိုးထင်ရတယ်ငါတို့ပြန်မယ်ဒီကောင်တွေကိုကောင်းအောင်လို့လုပ်ပေးကွာမောင်ဘိုးထင်လည်းစိတ်မကောင်းဖြစ်သွားပါတယ်အကြောင်းကတော့တာတာနဲ့ဖိုးထွေးတို့ရဲ့မျက်နှာကအေးဆက်ဆက်ဖြစ်နေပြီးသူ့အပေါ်ရင်းနှီးတဲ့အရေးအချောင်တွေကိုမမြင်ရတော့ဘူးဒါပေမဲ့ဥဝေလာခိုင်းထားတဲ့ကိစ္စတွေကလည်းအရေးကြီးနေတာကတကြောင်လက်သမားစိတ်ရကိုတောင်းလဲရောက်နေတာကတကြောင်မို့ဖိုးထွေးတို့ကိုခက်မြန်မြန်စကားသာဖြတ်လိုက်ရပါတော့တယ်ကိုဖိုးထွေးအဲ့ဒီကောင်တွေဒီဝိုင်းဖြစ်ကိုရောက်တာနဲ့ပြန်ကောင်းသွားလိမ့်မယ်ကျုပ်နောက်နေ့မှာပဲခမရတို့စီကိုလာခဲ့မယ်ဗျာရတယ်ဘိုးထင်မင်းမအားဘူးမဟုတ်လားမလာနဲ့တော့ဖိုးထွေးနဲ့တာတာတို့လည်းလဲကိုပြန်ကွေပြီးတော့ပြန်ဖို့ပြင်ဆင်ပါတယ်မောင်ဘိုးထင်လည်းလက်သမားစိတ်ရကိုတောင်းကခေါ်နေတာမို့တခြားဘယ်ရာကိုမှဂယုမဆိုင်အားတော့ပဲ
လက်သမားဆရာနဲ့တစ်သွားဝယ်ဖို့ကိုပြင်ဆင်လိုက်ပါတော့တယ်မိုင်ရိုင်းလိုက်တဲ့ကောင်ပြာခမရတို့နှစ်ယောက်ကိုကျုပ်တို့ပြောတယ်မဟုတ်လားကျုပ်ကတော့ကျုပ်အိမ်ကိုကျုပ်ပြန်မယ်ပေတူမင်းလည်းငါအိမ်ကိုလိုက်ခဲ့အဲ့ဒီကောင်အိမ်မှာမနေနဲ့တော့ငါမှလည်းအိမ်ရှိပါတယ်ကွမင်းအိမ်မှာမနေချင်ရင်ငါအိမ်မှာလာနေတာအေးပြီးတာပဲဒီကောင်ဘိုးထင်ကိုသေတော့မခေါ်တော့ဘူးအလကားကောင်လူတသမားအားပေးတဲ့ကောင်ပေတူနဲ့တာအေးတလဲကုန်းရွာကနေအပြန်လက်ခကြီးမှပောက်ကွဲနေတာပါသူတို့နှစ်ယောက်အားပညာဖြင့်စကားမပြောနိုင်အောင်လှုပ်လိုက်ခြင်းကိုနှစ်ယောက်စလုံးကပို့ပြီးတော့ဒေါသထွက်နေကြတာငါတို့ကိုစကားမပြောနိုင်အောင်လဲလှုပ်တယ်တော်တော်ကိုကောင်းတဲ့ကောင်ပဲကွာရွာပြန်လာရင်လာကြည့်စောက်ခွက်ကိုလေးခွားနဲ့တဲပြစ်မှာကောင်းတယ်ပေတူအဲ့ဒီကောင်ရဲ့မျက်ခွက်ကိုငါလဲပြစ်အောင်မှာအလုံးကိုတက်တက်ထိအောင်ပြစ်မှာအတော်မကြေမနက်ဖြစ်နေတဲ့ပေတူနဲ့တာအေးတို့အားဖိုးထွင်းနဲ့တာရကကြည်ပြီးတော့လေးလေးနက်နက်စကားဆိုလာပါတယ်ပေတူနဲ့တာအေးမင်းတို့ကောင်းနေစိတ်ထုံနေတယ်ဆိုတာကိုငါသိတယ်ငါလည်းစိတ်ထူတာပဲဒါပေမဲ့ဒီကောင်ကပညာတတ်တယ်ကွာအခုမင်းတို့ကိုလှုပ်ထားပဲကြည့်တော့လေအဲ့ဒီတော့သူ့ကိုငါတို့ယုံလို့မရတော့ဘူးရန်လဲသွားပြီးတော့မစားနဲ့ခေါ်လဲမခေါ်နဲ့တော့ကွာကြားကြလားဟုတ်တယ်ဖိုးထွေးပြောတာမှန်တယ်ဒီကောင်ကစိတ်မချရတော့ဘူးအရင်တော့ကငါတို့ကိုဘာမှမလုပ်ဘူးဆိုပေမဲ့လူသက်သမားနဲ့ပေါင်းနေတော့ပြောမရတော့ဘူးကွာအဲ့ဒီတော့ဘာမှသွားမလုံးနဲ့သူ့ဘာသာသူပဲနေပလိစေကြားလားခေါ်ထွေးနဲ့တာရတို့ရဲ့စကားကိုကြားတဲ့အခါပေတူးတို့နှစ်ယောက်ကောင်းကျင်ပြီးတော့လက်ခံပါတယ်စကားပြောမရအောင်ချက်ချင်းလုံနိုင်သွမ်းရှိတာကိုကြည်ချင်းအဖြစ်ဘိုးထေတယောက်အရင်ကထက်ပညာတွေအစင်းမြင့်နေပြီဆိုတာကိုသူတို့အကုန်လုံးတွေးမိပါတယ်ဒါကြောင့်မောင်ဘိုးထင်တဲ့တသိန်းတယောက်လိုပဲနေတော့မယ်လို့ဆုံးဖြတ်ချက်ချလိုက်ပြီးအေးဗျာကျုပ်တို့လည်းသူရွာပြန်လာပြီးနေရင်တော့ခက်ခင်းခင်းပဲနေပါတော့မယ်ကောင်းတယ်ဖေတူငါနဲ့တာရလည်းအဲ့ဒီကောင်းနဲ့ခင်းခင်းပဲနေတော့မယ်ကွာသူတို့လေးယောက်စကားတပြောပြောနဲ့လှဲကိုမောင်းလိုက်ရာညနေမိုးချုပ်ချိန်မှာတော့ပေပင်ရွာကိုပြန်ရောက်လာပါတယ်တနေကုန်ဘာမှမစားတော့ရသေးတာကြောင့်ရွာပြန်ရောက်မှဗိုက်စာနေတာကိုတတိယပြီးတော့သူတို့အားမချေမငံပြန်ဆိုခဲ့တဲ့မောင်ဘိုးထင်ကိုပုံမစိတ်နာလာပါတယ်အဲ့ဒီနောက်သူတို့လေးယောက်ဦးအောင်ရဲ့နေအိမ်စီကိုခရီးဆက်လိုက်ကြတယ်သူတို့ရောက်သွားတဲ့အခါဦးအောင်နဲ့ဆရာထူးကအိမ်အောက်တန်းလျားမှာမိရင်တလုံးထုံးပြီးတော့စကားပြောနေတာကိုမြင်လိုက်ရပါတယ်ဦးအောင်တို့နှစ်ယောက်ကအိမ်ထဲကိုဝင်လာတဲ့ဖိုးထွေးတို့ကိုမြင်တာနဲ့မင်းတို့ပြန်လာပြီလားကွာဘိုးထင်ပါမလာပါလားမပါဘူးလေခမရသားကစောက်ချိုးတွေပြောင်းသွားပြီဟေးဘလို့ဖြစ်တာလဲကွာဘလို့ဖြစ်ရမှာလဲဗျာခမရကောင်ကဟိုလူယုံမာရဲ့လက်ရင်တစ်ဖက်ဖြစ်နေပြီကျုပ်တို့အထာလာပြောတာဖိုးထွေးတို့အဖွဲ့ဦးအောင်စကားပြန်ပြောမဲ့အချိန်ကိုမစောင့်တော့ပဲဝိုင်းထဲကနေချက်ချင်းပြန်ထွက်လာပါတယ်ထိုကောင်ဦးအောင်တယောက်သူ့ရဲ့အရှိမရှိနေတဲ့ဆရာထူးကိုစကားဆိုလိုက်တယ်ဒီကောင်တွေဘာဖြစ်လာတာလဲမသိဘူးဗျသူတို့ကိုကြည့်ရတာတော့စိတ်တုန်နေတဲ့ပုံစံတွေပဲအင်းလေခမည်းမွေးသားသားနဲ့ပြဿနာတက်ခဲ့ပြီထင်တယ်ဒီလိုနဲ့ဦးအောင်နဲ့ဆရာထူးတို့သူတို့ရဲ့ထင်မြင်ယူဆချက်တွေကိုထိုင်ပြီးတော့ဆွေးနွေးနေပါတယ်မဘောတဲ့တယောက်လက်သမားဆရာကိုတောင်းနဲ့အတူလက်သမားတချို့ကိုခေါ်ပြီးတော့တေဝိုင်းကိုသွားနေပါတယ်သူဟာဦးဝေလာရဲ့ယုံကြည်မှုကိုယာထားတဲ့လက်ရင်တပည့်အဖြစ်တော်တော်များများကလည်းသိနေကြပါပြီဦးဝေလာနဲ့သူ့ရဲ့ကြားထဲမှာရှိတဲ့ကိစ္စတချို့ကိုတော့သူ့ရဲ့အရင်နှီးသောလူတွေတောင်မသိကြသေးပါဘူး။ယနေ့လည်းအပေါင်းအသင်းတွေကသူ့ကိုလာခေါ်တဲ့အရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေရှိနေတာမို့လိုက်မသွားဖြစ်ဘူး။နောက်မှပဲအသေးအချာရှင်းပြမယ်လို့တွေးတော့ပြီးယခုလုပ်ငန်းဆောင်တာတွေကိုပဲအာရုံစိုက်ထားပါတယ်။ကိုတောက်ကသူလိုရှိတဲ့အသေးအမျိုးအစားတွေကိုလွှာသမားတွေအားပြောဆိုနေပါတယ်။သူလိုချင်တဲ့အတိုင်းအတာတွေကိုပါပြောပြီးတဲ့အခါလွှာသမားတွေကတန်းလျားမှထိုင်နေတဲ့မောင်မိုးထင်ကိုကြည့်ပြီးလေတံခတ်တိုးတိုးနဲ့ကိုတောင်းကိုစကားဆိုပါတယ်ကိုတောင်းကိုကောင်လေးကဆရာကြီးဝေလာရဲ့တပည့်မဟုတ်လားအဲ့ဒီကောင်လေးကိုကြည့်ရတာဦးတူတူလေးဖြစ်မယ်ဗျခမည်းကွယ်ဖန်လို့ရတာပေါ့ဟဲ့လူပေါက်တော့ကြရတွေမပြောစမ်းနဲ့ဆရာကြီးဝေလာကတော်ယုံတန်ယုံကောင်းကိုတပည့်ခေါ်ထားမယ်လို့ထင်နေတာလားအဲ့ဒါမွေပွေးလေးဟာခမည်းတို့ဒုက္ခရောက်သွားနိုင်မယ်ကိုတောင်းကလည်းဗျာမဖြစ်နိုင်တာဒီခလေးသက်တာကောင်လေးကဘာလုပ်နိုင်မှာတဲ့လေဆရာကြီးဝေလာကခိုင်းကောင်းလို့ခေါ်ထားတာဖြစ်မှာပါဝတ်ဆရာရှောင်မပြောနဲ့ခမည်းနဲ့ငွေရေးကြေးရေးရှင်းရမှာသူဗျဟေးအဲ့ဒီကောင်လေးကဒီလောက်တောင်အခွင့်အရေးရနေတာလားတေတော်ကျိုးဝိုင်းမတာဝန်ခံကမောင်ဘိုးထင်ကိုအထင်သေးနေပါတယ်လက်တောက်လောက်ရှိတဲ့ကောင်လေးကဘာလုပ်နိုင်မှာလဲလို့ထင်ပြီးတော့စမ်းသပ်ချင်စိတ်တွေပေါက်နေတာဒါကြောင့်ကိုတောင်းရွှေရွေးထားတဲ့တစ်တွေကိုလက်သမားတွေအားမတင်ခိုင်းမဲနဲ့အရက်တောက်တဲ့လက်သမားဆရာကိုတောင်းကိုတေတော်ကျိုးဝိုင်းတာဝန်ခံကတောက်ဖို့စားဖို့ခေါ်ပြီးတော့
တစ်တွေကိုမစစ်ဆေးနိုင်အောင်လို့အကြံဖန်လုပ်ပါတယ်မောင်မိုးထင်နဲ့လှဲသမားတွေကတေချောင်းကိုနားမလည်ကြတဲ့လူတွေမို့တစ်ဝင်းမှလူတွေတင်ပေးလိုက်တဲ့အတိုင်းပဲယူထားပါတယ်ဒီလိုနဲ့အိမ်ပြန်ရောက်တဲ့အခါတစ်တွေကိုအိမ်ဝိုင်းထဲမှာသူတို့ခြာထားလိုက်တယ်မောင်မိုးထင်ကတော့လက်သမားဆေးရကိုတောင်းရောက်မလာသေးတာကြောင့်ထိုင်ပြီးတော့စောင့်နေတော့မှတိတ်မကြခင်အချိန်မှာပဲလက်သမားဆေးရကိုတောင်းစိုက်ဆိုင်မြက်မြက်ရောက်လာပြီးတော့မောင်မိုးထင်ကိုမျက်နှာချိုတွေးပါတယ်ကောင်းလေးငါနောက်မှရောက်လာလို့တောင်းမှန်ပါတယ်ကွာဆရာကြီးကိုတော့သွားမတိုင်ပါနဲ့နော်မတိုင်ပါဘူးဗျာတစ်တွေလည်းသွားပြီးစစ်ကြည့်အောင်ကျုပ်တို့ကဘာမှသိတာမဟုတ်ဘူးအေးပါကောင်းလေးငါအခုပဲသွားလိုက်မယ်လက်သမားဆေးရကိုတောင်းတယောက်တစ်ပုံမှတစ်တွေကိုကြည့်ပြီးတော့တောက်တခေါက်ခေါက်ဖြစ်နေပါတယ်ဒါကြောင့်မောင်မိုးထင်အနားကိုသွားလိုက်ပြီးဦးလေးခမရဘာတွေဖြစ်နေတာလဲဗျဘာဖြစ်ရမှာလဲကွာတို့ကိုအသားအနုလေးတွေပဲပေးလိုက်တယ်ကွာငါရွေးထားတာတွေကိုတခုမှတင်မပေးလိုက်ဘူးမှားပြီးတော့များတင်ပေးလိုက်တာလားဗျာကျုပ်တို့တွေပြန်ပြောကြတာပေါ့ကျုပ်တို့နှစ်ယောက်အရင်သွားမယ်လေတစ်တွေကိုပြန်ပြီးတော့တင်ခိုင်းထားလိုက်မယ်အေးအေးအဲ့ဒါကောင်းတယ်ကောင်းလေးမဘောတင်လက်သမားတွေနဲ့အလုံသမားတွေကိုတစ်တွေပြန်တင်ခိုင်းပြီးတော့သူနဲ့လက်သမားဆေးရကိုတောင်းကတစ်ဝင်းရှိတဲ့နေရာကိုအရင်ထွက်သွားပါတယ်ကိုတောင်းခပြားတို့ဘာသာမစစ်ဖဲနဲ့ယူသွားတာလေကျုံနဲ့ဘာဆိုင်လို့လဲဟဲ့လူကြီးခမရပဲလက်သမားဆေးရကိုခေါ်သွားတာလေကျုပ်တို့တေအကြောင်းနားမလဲတာခမရလဲတီးရသားနဲ့လွဲတင်ရင်လည်းပြန်ပြီးတော့လှုပ်ပေးလေဗျာကောင်းလေးမင်းတို့ကအိမ်အထီတောင်တိုက်သွားပြီးပြီလေငါကတော့လဲမပေးနိုင်ဘူးခမရတော်တော်ကိုစိတ်ကောင်းမရှိတာပဲပြီးတော့ကလင်ကကြစ်အောင်မဲမင်းတို့လက်တော့လောက်ကလေးကငါ့ကိုဘာတကားပြောတာလဲကွာကြားတဲ့အတိုင်းပဲလေကလင်ကကြစ်ကြီးရမင်းတော့ခလေးဖြစ်နေလို့ငါသီးခံနေတာမောင်မိုးထင်နဲ့တေဝင်းတာဝန်ခံတို့အခြေအတင်စကားများနေတာပါလက်သမားဆေးရကိုတောင်းလဲဘာပြောလို့ပြောရမှမသိတော့ဘူးမောင်မိုးထင်ကလုံးဝမကျေနပ်ဖက်နဲ့တေဝင်းတာဝန်ခံကိုလက်ညှိုးငေါငေါထိုးပြီးတော့စကားဆိုပါတယ်ခမရတစ်တွေလဲပေးမှလားလဲမပေးဘူးလားအဲ့ဒါပဲပြောမင်းကဘာကောင်းမလို့လဲပေးရမှာလဲမင်းစောက်ချိုးကိုမချိုက်လို့လဲမပေးတာကွာစောက်ခလေးဖြစ်ပြီးရာရာဆဆလူကြီးကိုများလက်ညှိုးငေါငေါထိုးပြီးပြောရဲရတယ်လို့ဟဲ့လူတိုင်းကလူရဲလို့မမြည်ဘူးဗျတချို့ကြတော့နွားလောက်တောင်သုံးစားရတာမဟုတ်ဘူးဥပမာခမရလိုလူသားမျိုးပေါ့ဩဒီကောင်ကတော့ကွာကိုခင်မောင်ရခလေးနဲ့တူပြီးတော့ဖြစ်မနေပါနဲ့စိတ်လျှော့လိုက်စမ်းမလက်သမားဆေးရကိုတောင်းကတေဝင်းတာဝန်ခံကိုခင်မောင်ဆိုသူကိုဆွဲထားပြီးတော့စကားဆိုပါတယ်အဲ့ဒီနောက်လေသာအေးအေးနဲ့တစ်တွေလဲပေးဖို့နားချပြန်တယ်ကိုခင်မောင်ခမရတို့တေဝင်းနဲ့ကျုပ်အလုတ်တွဲလောက်လာတာကြားပြီးအလွဲမရှိရင်ပြန်တဲ့နေကြပါအခုလေခမရကပ်မနေသမ်းပါနဲ့ဗျာမလဲပေးနိုင်ဘူးကိုတောင်းကိုညကိုခံမဲကိုခင်မောင်ခမရဟာကမဟုတ်သေးဘူးလေဗျာကျုပ်ကောင်လေးပြောတာမှားရင်လေသူ့ကိုယ်သာကျုပ်ကပဲတောင်းမှန်တယ်တစ်တွေကိုတော့ပြန်လဲပေးပါဗျာနဲတာမဟုတ်ဘူးခမရလူလို့နားမလဲဘူးလားလဲမပေးချင်လို့ကိုလဲမပေးတာဗျာကိုတောင်းလဲမူးမူးနှိပ်ပင်စိတ်မရှိဖြစ်လာပြီးတော့တေဝင်းတာဝန်ခံရဲ့အင်ဂျီရင်ဘတ်ကိုဆွဲကင်ပါတယ်ထိုအချင်းရကြောင့်တေဝင်းထဲမှာတေဆွဲနေကြတဲ့လူတွေကနေတလက်မှသာဒုံချောင်းလေးကိုကင်ပြီးတော့ဘိုးထင်တို့စကားများနေတဲ့နေရာကိုစုပြုံရောက်လာပါတယ်ဒါကြောင့်ဘိုးထင်ကကိုတောင်းကိုအမြန်ဆွဲခေါ်ပြီးခမရတို့ဘိုးထင်ဘာကောင်လဲဆိုတာကိုသိသိရမယ်ဟေးကောင်အခုသိချင်တယ်ကွာတေဝင်းထဲမှာလူသမားတွေကမောင်ဘိုးထင်အားတခါခါနဲ့လှောင်ပြောင်ရဲမောပါတယ်သူတို့ရဲ့ရဲတာနေကြောင်းမောင်ဘိုးထင်အလော်တရာကိုဒေါသထွက်သွားပြီးတော့ခမရတို့မချခင်ကျုပ်အကြောင်းကောင်းကောင်းသိသိရမယ်ဘိုးထင်ထို့တော့ပြောပြီးတော့ကိုတောင်းကိုဆွဲကတေဝင်းထဲကနေပြန်ထွက်လာပါတယ်မောင်ဘိုးထင်နဲ့ကိုတောင်းအိမ်ကိုပြန်ရောက်လာတဲ့အခါလဲသမားတွေကတစ်တွေကိုတင်မေးပြီးဖြစ်တယ်လို့လဲကောက်ဖို့တောင်ပြင်ဆင်နေကြပါပြီမောင်ဘိုးထင်ကလဲသမားတွေအားလဲကိုမကောက်ခိုင်းမဲနဲ့လဲထောက်ခွားပြင့်တာထောက်ခိုင်းထားပြီးတော့အသေးသေးအိမ်ကိုပြန်ခိုင်းလိုက်တယ်။အဲဒီနောက်မောင်ဘိုးထင်အသေးဆောင်နေတဲ့အိမ်ကြီးနဲ့မလှမကတ်မှယာယီအိမ်လေးတက်ရှိတပွဲတန်းလျားမှထိုင်ပြီးတော့စပွဲကိုလက်သီးဆုံးနဲ့ထုကမကြင်မနဲ့ဖြစ်နေပါတယ်။မိုင်ရိုင်းလုံးနဲ့ဗျာအဲ့ဒီလူကိုကျုပ်လုံးဝမကြင်ဘူး။ငါလည်းအတူတူပါပဲကောင်းလေးရဆရာကြီးလာရင်တော့ငါ့ကိုစူတော့မှာပဲကွာ။ကျုပ်ကစူမကိုမချောက်ဘူး။ဟိုလူတွေကိုပဲမကြင်တတ်တာ။အေးကွာမင်းမကျေနပ်ရင်လည်းမကျေနပ်เสียငါကိုယ်တိုင်ကမှားတာပါကွာငါလည်းအရဲတောက်ချင်စိတ်ကိုထိမ့်မရဖြစ်သွားလို့ပါထားလိုက်တော့ဗျာခမရဆရာကြီးရောက်တဲ့အထိစောင့်မယ်မဟုတ်လားအေးစောင့်ရမှာပေါ့ဘိုးထင်မဘိုးထင်နဲ့ကိုတောင်းတို့ဘာတကားမှထမပြောပဲတန်းလျားမှာပဲထိုင်နေပါတယ်ဘိုးထင်ရဲ့စိတ်ထဲမှာတော့တေတော်ကျိုးဝိုင်းတာဝန်ခံကိုအတော်လေးကိုမကျေမနပ်ဖြစ်နေပြီး
တစိမ့်စိမ့်တွေတရေရေပေါ့ကစိတ်မနိုင်ခဲမရဖြစ်နေပါတယ်တောက်တကောက်ကောင်းနေဖြစ်နေတဲ့မောင်မိုးထင်ကိုကိုတောင်းကွက်ကြီးနဲ့လုံနေတာတမကြခင်အချိန်မှာတော့သူတို့နှစ်ယောက်ရှိရတော့လူရွယ်တယောက်ရောက်လာပါတယ်ဘိုးထင်ရေဘိုးထင်ရှိလားကျုပ်ကဘိုးထင်မအေးဆရာကြီးဝေလာကမင်းကိုမှားလိုက်တယ်သူအလုပ်ကိစ္စတွေမပြီးပြတ်သေးလို့ရွာကိုမပြန်နိုင်အောင်နဲ့ကွာလူတယောက်အတန်းအတွက်အရေးကြီးနေလို့ပါတဲ့ငါ့ကိုမှားလိုက်တယ်မနက်ဖြန်ညနေပိုင်းလောက်မှပဲပြန်ရောက်မယ်တဲ့။အော်ဟုတ်ကဲ့နားလဲပါပြီ။လူရကဥဝေလာမှာချတာတွေကိုပြောပြီးတော့ပြန်ထွက်သွားပါတယ်။ထိုအခါကိုတောင်းလဲမောင်ဘိုးထင်ကိုနှုတ်ဆက်လာတယ်။ကောင်းလေးရေဒါဆိုရင်ငါလည်းပြန်တော့မယ်ကွာ။ဆရာကြီးကမနက်ဖြန်မှပြန်ရောက်မယ်ဆိုတော့ငါလည်းမနက်ဖြန်ညနေလောက်မှပဲပြန်လာခဲ့မယ်။ကိုကောင်းစီကိုပြန်ပြီးတော့တွားပြောကြည့်လိုက်ဦးမယ်ကွာ။ပြောမနေနဲ့တော့ဦးလေးအဲ့ဒီလူသူ့ရဲ့အသေးစိတ်တဲ့နဲ့သူလာပြီးတော့ပြန်ပို့ပေးသေးရမယ်။အေးဆက်ပြောလာတဲ့မောင်ဘိုးထင်ရဲ့စကားကြောင့်ကိုတောင်းပင်ချက်သီးမွေးခြင်းနဲ့ထသွားပါတယ်။အဒီနောက်သူမောင်ဘိုးထင်ကိုနောက်တစ်ခါပြန်လဲနှုတ်ဆက်ပြီးတော့ထွက်ခွာသွားပါတော့တယ်။မောင်ဘိုးထင်ကတော့စပွဲကိုလက်သေးဆုံးနဲ့ပြင်းထုလိုက်တဲ့အခါစပွဲပေါ်မှာရှိနေတဲ့ရင်နွေးအိုးတဲ့ရင်နွေးဘက်ကနေခုံပေါက်ပြီးတော့လွင့်စင်သွားပါတယ်။တိတ်ဆိတ်ငြိမ်သက်နေတဲ့ညမောင်ဘိုးထင်တယောက်တလဲကုန်းရွာနဲ့အတော်လှမ်းတဲ့တစ်တေရောင်းချသည့်ကိုခေမောင်ရဲ့တစ်ဝင်းစီကိုသွားနေတာပါ။ညနေနေပြီဖြစ်တာကြောင့်လူသွားလူလာမရှိတော့တာမို့လဲလာလေးမောင်ဘိုးထင်တယောက်တည်းလမ်းလျှောက်နေချိန်အိတ်တန်းဝင်နေတဲ့ငှက်တွေကလက်ဖြံပြီးတော့ထပြန်ကုန်ပါတယ်။မောင်ဘိုးထင်ကတော့လမ်းလျှောက်နေရင်းကနေအတန်ခတ်တိုးတိုးနဲ့ဒလန်ဆက်ရွတ်ဖတ်နေတာလူထိုတို့ရွတ်တဲ့အခါခဝဝေးမခွေးဟူသားတွေကတပြည့်ပြည့်နီးလာသလိုတစ်ပင်ကြီးတွေမှာအိတ်နေတဲ့ကြီးကန်းတချို့ကလည်းတအားအားနဲ့အော်တန်ပေးပြီးတော့လက်ဖြံပြန်တန်းကုန်ပါတယ်။မောင်ဘိုးထင်တစ်ဝင်းအဝကိုရောက်တဲ့အခါရွတ်ဖတ်နေတာကိုရပ်ပြီးတော့တစ်ဝင်းထဲကိုလက်ညှိုးထုတ်ကကဲဒီထဲကခေါင်းလေးကိုနင်တို့ကြိုက်တယ်လို့သာလှုပ်ပစ်ပေတော့အတတ်မသိရင်ရပြီထို့သောပြောလိုက်တာနဲ့တဝင်းဘေးမှာရှိနေသောတစ်ပင်တွေကနေအရင်မဲတွေကတဝင်းထဲရှိအိမ်နေစီကိုတလိမ့်လေးဝင်ရောက်သွားပါတော့တယ်ထိုအခါမှမောင်မိုးထင်လဲတဝင်းကိုတစ်ချက်ပြုံးချပြီးနောက်ငါ့ကိုကလိန်ကကြီးကြားတဲ့ကောင်လေးခံချစမ်းကွာမောင်မိုးထင်ထို့သောပြောပြီးတာနဲ့ခြာကနေလှဲ့ကရွာဘက်ကိုပြန်သွားချိန်တစ်တော်ဝင်းရှိတဲအိမ်လေးတွေစီမှကဲပါယူပါတတတာအော်ဟစ်နေတဲ့အတန်တွေကဆူဆူညံညံနဲ့ထွက်ပေါ်လာပါတော့တယ်။မောင်ဘိုးထက်တယောက်ဥဝေလာရဲ့အိမ်တကြီးကိုလှက်ပတ်ကြီးရှူရင်လေးလေးတချုံချုံနဲ့လေလဲသမားတွေကိုခေါ်ထားပြီးတော့ရင်နွေးတိုက်နေပါတယ်။ထို့အပြင်ကတဲ့လုံးမဲ့လက်သမားဆရာကိုတောင်းနဲ့အဖွဲကိုလည်းခေါ်ထားသေးတယ်။ကိုတောင်းကတော့မောင်ဘိုးထင်ရဲ့လောက်ရက်တွေကိုနားမလဲတော့လဲဥဝေလာကိုယ်တိုင်မောင်ဘိုးထင်အားအရာအလုံးအနှင်းထားတာကြောင့်သူတို့အနေနဲ့ဘာမှမပြောရဲဘူး။အဲဒီနောက်ကိုတောင်းကရင်နွေးချမ်းတောင်းနေရကနေမတ်ထရလိုက်ပြီးမောင်ဘိုးထင်အနားကိုရှောက်လာပါတယ်။ပြီးတဲ့နောက်မောင်ဘိုးထင်ကိုမရှင်းမလင်းတဲ့ကိစ္စတွေသူမေးမြန်းကြည့်လိုက်တယ်။ဘိုးထင်ငါတို့ကိုဘာလို့ဖို့ခေါ်တာလဲကွာ။ခရင်လုံးဖို့လေဗျာ။ဘယ်တင်းနဲ့လုံးရမှာလဲ။တင်းနုတွေနဲ့တော့မလုံရဲဘူးနော်။ဆရာကြီးငါ့ကိုတတ်မှာကွာ။တင်းနုတွေနဲ့တော့မလုံပါဘူးဗျာ။ခဏဆောင်းလိုက်ပါ။တစ်တွေရောက်လာပါလိမ့်မယ်။မင်းသွားပြီးပြောထားလို့လား။ငါတော့သွားပြီးမပြောရသေးဘူးနော်။ဟိုခွေးမာသားတွေကတကယ်လုံးမှာကွာ။ဦးလေးကလည်းဗျာရင်နွေးချမ်းတည်ပေးထားတာအေးစစ်သေးတောက်ပြီးတော့ထိုင်ဆောင်လေမချခင်သိရလိမ့်မယ်။အေးပါကွာအေးပါအဲ့ဒါဆိုတို့လည်းရှိတဲ့တစ်လေးတွေကိုလိုက်ပြီးတော့စူးလိုက်ရုံပဲ။သဘောပဲဗျာလှုပ်ချင်ရင်သွားလို့ဟိုတောင်တရောခေါင်းကိုတွင်ကုပ်ပြီးတော့မောင်ဘိုးထင်အနားကနေထွက်သွားပါတယ်။အဲ့ဒီနောက်တစ်လဲမောင်းသူနဲ့သူ့ရဲ့လက်သမားအဖွဲ့စီကိုတွားပြီးတော့သူညီးတွားနေတာ။ဆရာကြီးတပည့်ကောင်လေးကလည်းကြောင်တောင်လေးလားမသိပါဘူးကွာဘာတွေလုံနေမှန်းကိုမသိဘူးဘလို့လဲကိုတောင်ရဲ့ခမည်းပြောနေကြဆရာကြီးတပည့်ကပေါ့ပေါ့လေးမဟုတ်ဘူးဆိုအခုမှဘလို့ဖြစ်တာလဲငါမှန်းတာလဲလွဲတဲ့အချိန်တော့လွဲဦးမှာပေါ့ကွာဆရာကြီးတပည့်ကတစ်တွေလဲမရလို့ယူသွားပြီနဲ့တူတယ်အေးကွာဆရာကြီးငေါ့မှာစိုးပြီးတော့ယူသွားတာဖြစ်ပါလိမ့်မယ်ကိုတောင်နဲ့အပေါင်းပါတွေလေတံတွတ်နဲ့ပြောဆိုနေကြတယောက်တော့လဲသမားကအိမ်ဝိုင်းထဲဝင်လာတဲ့တစ်လဲတွေကိုလက်ညှိုးထိုးပြပြီးတော့အော်ပြောလာပါတယ်ကိုတောင်းရေကိုတောင်းကိုမတစ်လဲတွေဘာလာလောက်တာလဲမသိဘူးဗျအေးဟုတ်တယ်ကွာငါသွားပြီးတော့မေးလိုက်ရုံပဲကိုတောင်းတယောက်တစ်လဲတွေအနီးကိုသွားကြည့်လိုက်ချိန်မှာတော့မြက်ကွင်းဟောက်ပန်းနဲ့တစ်ဝင်းတာဝန်ခံကိုခင်မောင်ကိုတွေ့လိုက်ရတာကြောင့်များစွာအားတင်သွားပါတယ်ကိုခင်မောင်ခမည်းဘာလာလောက်တာလဲတစ်တွေလာလဲပေးတာဆရာလေးရောဆရာလေးဘယ်ကဆရာလေးလဲခမည်းကြည့်ရတာလဲကြောင်တောင်နဲ့မဲတီလိုက်ရှင်ကျောင်းနယ်များမှားလာတာလားကို
ကိုတောင်းရေကျုပ်တို့ကိုဆရာလေးဘိုးထင်စီတာခေါ်သွားပေးသမှာဗျာကြံတာတော့မှမေးဩအေးဟိုတန်းလျားမှာခဏထိုင်နေဗျာကျုပ်သွားခေါ်ပေးမယ်ကိုတောင်းကကိုခေမောင်အပါဝင်လှဲသမားတွေရဲ့မျက်နှာကိုဆောင်းကန်းကြည့်ရင်စောက်လို့ထားသည်မှာအတော်ပြီးနေပြီဖြစ်တဲ့အိမ်ကြီးကိုလိုက်လံကြီးရှုနေသည့်မောင်ဘိုးထင်အနားကိုရောက်လာပါတယ်ဘိုးထင်ရေဘိုးထင်ဗျာဦးလေးဟိုမှာတေကွင်းကကောင်တွေရောက်နေတယ်မင်းကိုလည်းဆရာလေးတယ်ကွာတစ်တေလာလဲတာမဟုတ်လားဟေးမင်းသိနေတာလားဘိုးထင်ခမရတို့ကိုခေါ်ထားတာအလောက်ခိုင်းမယ်လို့ထင်နေတာလားမောင်ဘိုးထင်ရဲ့စကားကြောင့်ကိုတောင်းဘာပြန်ပြောလို့ပြောရမှန်းမသိဖြစ်သွားပါတယ်အဲ့ဒီနောက်မောင်ဘိုးထင်ကလက်သမားဆေးရကိုတောင်းကိုတေချာကြည့်ပြီးကဲဦးလေးအဲ့ဒီလူတွေကိုတစ်ချခိုင်းပြီးပြန်ခိုင်းလိုက်ဗျာကျုံမတွေ့ချင်ဘူးဒီလူတွေမျက်နှာကိုမြင်ရင်ကျုပ်ခွင်းလို့နိုင်မှာမဟုတ်ဘူးပြီးတော့ကျုပ်တို့လဲသမားတွေကိုသူတို့တစ်တွေပြန်ပို့ခိုင်းလိုက်မင်းကိုမေးနေတာငါဘလို့ပြန်ပြောလိုက်ရမလဲကောင်လေးဘာမှမဖြစ်ဘူးလို့သာပြောလိုက်ပါကျုံနဲ့ထပ်တွေ့ရင်ထပ်နာလိမ့်မယ်လို့ပြောလိုက်အေးပါကွာဘာတွေလည်းမသိတော့ဘူးရှုပ်ရှက်ကိုခတ်နေတာပဲဘာပဲဖြစ်ဖြစ်တစ်တွေလာပြန်လဲပေးတော့တော်သေးတယ်ငါလည်းဆရာကြီးအပြောမခံရတော့ဘူးကိုတောင်တယောက်ဘာကိုမှဂယုမဆိုင်အားတော့ဘူးအကြောင်းကတော့သူ့အပြည့်ကင်းလို့သွားပြီးဖြစ်သောကြောင့်မှအဲ့ဒီနောက်တေဝင်းမကိုခေမောင်ထံကိုအမြန်ပြန်လာလိုက်ပြီးတော့စကားဆိုပါတယ်ကိုခေမောင်တစ်တွေချတော့ဆရာလေးကဘာပြောလိုက်လဲဘာမှမဖြစ်တော့ဘူးလို့ပဲပြောတယ်ကျုပ်လူကိုယ်တိုင်တွေ့ပြီးတော့တောင်းပန်ဖရစေဗျာပြောလိုက်သေးတယ်ထပ်တွေ့ရင်ထပ်နာမယ်တဲ့ဗျာအဲ့ဒါဆိုရင်တော့ကျုပ်မတွေ့ရတော့ပါဘူးဟေးကောင်နေမြန်တစ်တွေကိုချချတဲ့ကိုခေမောင်ကသူ့ရဲ့အလုပ်သမားတွေကိုလဲပေါ်မှာရှိနေတဲ့တစ်တွေကိုခက်မြန်ချခိုင်းပြီးတော့သူ့ကိုယ်တိုင်ပင်တစ်ချောင်းတွေကိုကူတယ်ပေးပါတယ်အကြောင်းကတော့နောက်ထပ်တစ်ကြိမ်၆ချောင်းပွဲရဖြစ်ရက်တွေကိုသူတို့မကြုံကျင်ကြတော့လို့ပါဦးအောင်ရဲ့နေအိမ်မှာဖိုးထွေးတာရတာအေးနဲ့ပေတူးတို့ရောက်နေပါတယ်သူတို့ကတန်းလျားမှာထိုင်သူကထိုင်မြေပြင်မှာထိုင်သူကထိုင်နေမောင်ဘိုးထင်ကိုမကြင်မနှက်သည့်အကြောင်းတွေဦးအောင်နဲ့ဧည့်သည်ဖြစ်သူဆရာထူးတို့ကိုပြန်လဲပြောပြနေတာပါဘာကြီးရောခမည်းမွေးသားသားကကျုံးတဲ့ပေတူးကိုစကားမပြောနိုင်အောင်လို့လောက်ပြက်တယ်အဲ့ဒီလောက်တောင်မဲလားကွာဟုတ်တယ်ပြီးတော့ကျုပ်တို့ကိုလည်းអော်တယ်ဗျဘိုးတယောက်မောင်ဘိုးထင်အကြောင်းအားပြောပြနေတော့ပေတူးနဲ့တာအေးတို့ရဲ့စကားကိုမယုံကြည်နိုင်အောင်ဖြစ်နေပါတယ်ဒီချိန်တခါမှတာမန်လူတွေကိုထိခိုက်အောင်မလုပ်ဘူးတဲ့မောင်ဘိုးထင်ဟာသူ့ရဲ့အရင်နေသောတငယ်ချင်းနှစ်ယောက်ကိုအာသေးထဲလိုက်တဲ့ဆိုတာကယုံဖို့အတော်ကိုခက်ခဲတဲ့ကိစ္စပါဦးအောင်နေဖြင့်တကယ်လို့သာကိုထွေးနဲ့တာရတို့မဟုတ်ပဲပေတူးနဲ့တာအေးတို့နှစ်ယောက်တည်းကသာထိုစကားပြောလာပါကယုံကြည်လိမ့်မည်မဟုတ်အခုတော့ဖိုးထွေးနဲ့တာရကမောင်ဘိုးထင်အကြောင်းကိုပြောတဲ့အခါမျက်လုံးပြူးကျဲတဲ့အထီကိုအံ့ဩမိတ္တသွားပါတယ်ဟုတ်တယ်ဦးအောင်ပေတူးနဲ့တာအေးပြောတာအမှန်ပဲကျုပ်တို့နှစ်ယောက်တော့အတော်လေးကိုအားတင်သွားတာဘိုးထင်တော်တော်ကိုအချိုးပြောင်းသွားပြီဗျဟုတ်ရဲ့လားကွာငါကောင်လေးကအဲ့ဒီလိုမဟုတ်ပါဘူးသူဒီနေ့ဦးအောင်စီလာမယ်လို့ပြောတယ်မလာဘူးမဟုတ်လားအေးမလာဘူးကွာအဲ့ဒါကိုပဲကြည့်လေဗျာသူစိတ်ထဲမှာကျုပ်တို့ရဲ့ရန်သူဥဝေလာပဲရှိတော့တယ်ဒီကောင်နေနှကောင်ကဥဝေလာမကောင်းကြောင်ပြောလို့ဘိုးထင်ကလှုပ်ထဲလိုက်တာအတန်အောင်မထွက်တော့ဘူးလေဘော်ဒေတို့ရဲ့ပြောစကားကိုတစ်ချိန်လုံးညင်ပြီးနားထောင်နေတဲ့ဆရာထုကခေါင်းကိုတဆက်ဆက်ညှင်ပြီးတော့သူနဲ့မျက်နှာချင်းဆိုင်တန်းလျားမှထိုင်နေတဲ့ဦးအောင်ကိုကြည့်ကစကားဆိုပါတယ်ဦးအောင်ခမည်းသားတစ်ပည့်ကတဲလဲစွမ်းပါလားဗျကြီးလိုက်တာနဲ့အာဈေးတောင်ထဲလို့ရတယ်ဆိုတော့လေကျုပ်လည်းအံ့ဩနေတာအရင်ကအစီအရင်ပါမှပဲလောက်တက်တဲ့ကောင်အခုလိုမျက်လုံးနဲ့ကြည့်ုံနဲ့ဘာမှမလောက်တတ်သေးဘူးခမည်းကောင်ကတော့ပညာတွေယူနေပြီထင်တယ်ကောင်လေးကအရေးချင်းတော့မစိုးဘူးဗျဒီကောင်ကတကယ်တော်တဲ့ကောင်ပါကျုပ်ကိုလာမတွေ့ဘဲနဲ့တော့မနေပါဘူးဒီကောင်လာတွေ့မှာပါခမည်းတပည့်ကိုစိတ်မကုန်သေးဘူးလားဒီကောင်လေးတွေပြောပုံအရဆိုရင်အဲ့ဒီကောင်ဦးဝေလာရဲ့ဘတ်တော်သားဖြစ်သွားတာသိကြပြီကျုပ်ကတော့ကိုယ်တိုင်စမ်းသပ်ပြီးမှပဲလက်ခံနိုင်မယ်ဗျာဦးအောင်စိတ်ထဲမှာတော့တားတယောက်နဲ့ချစ်ခင်ရတဲ့မောင်ဘိုးထင်အနေဖြင့်ယခုကဲ့သို့ပြုမှုလိမ့်မည်မဟုတ်ဘူးလို့သူထင်ထားတာအဲ့ဒီနောက်ဦးအောင်ဘာစကားမှမပြောဘဲနဲ့ငြိမ်သက်နေပါတယ်ထိုအချင်းရောက်ကိုတတိထားမိတဲ့တာရကဦးအောင်ကိုတည်ချာချာကြည့်ပြီးတော့စကားဆိုပါတယ်ဦးအောင်ကဘာတွေမျှော်လင့်နေတာလဲခမည်းကောင်အခုလိုလုံးမမဟုတ်ဘူးလို့ထင်နေတာလားဘိုးထင်ဆိုတဲ့ကောင်ကရွှေတွေငွေတွေသာမမှတ်တာပညာတော့မှတ်တယ်ဦးဝေလာကိုခမည်းရှုံးပြီးကတည်းကဒီကောင်ဦးဝေလာစီမှာတပည့်ခံမို့တွေးလိုက်တာနေမှာတော်တော်ညံများတဲ့ကောင်တာရထို့သို့ပြောလိုက်တဲ့အခါဘိုးထင်ကလည်းတာရရဲ့စကားကိုထောက်ခံပါတယ်ဟုတ်တယ်ဘိုးထင်ကအပြောအဆိုတွေပါပြောင်းသွားတယ်ကြည့်ရတာမိစ္ဆာတကောင်လိုပဲဗျာ
ကျုပ်ကတော့လူတယောက်ကိုရဲရဲဆက်ဆက်တရဲတဲ့လူနဲ့ပေါင်းနေတဲ့ကောင်ဟာလူကောင်းတော့ပြန်မဖြစ်နိုင်ဘူးလို့ထင်တာပဲဘိုးတွေကအဲ့ဒီလောက်တော့စိုးနေပြီလားကွာသူကိစ္စတစ်ခုခုရှိလို့စုံစမ်းနေတာရောမဖြစ်နိုင်ဘူးလားဟာဗျာဦးကုန်းစကားကတိတ်ပြီးတော့ပြဆက်ဆန်တာပဲဘိုးတွေကဥဝေလာတပည့်ဖြစ်ရတာကိုကျေနပ်နေတဲ့ပုံပြသူမျက်ခွက်ကိုကြည့်တာနဲ့သိတယ်ပြောမရဘူးနောက်ဆုံးဥဝေလာလူတတ်ထားတာကိုသိတဲ့ကျုပ်တို့ကိုတော့လာပြီးတော့နှုတ်ပိတ်ရင်ပိတ်မှာဘိုးတို့ရဲ့စကားကြောင့်ဘေတွန်းနေတာရဲ့အတော့ကိုထိတ်လန့်သွားပါတယ်သူတို့ထို့တခါမှမတွေးမိဘူးဒါပေမဲ့ဘိုးတွေပြောသလိုမဖြစ်နိုင်ဘူးလို့လည်းမဆိုနိုင်ဒါကြောင့်သူတို့နှစ်ယောက်ကြောက်လန့်ပြီးဟုတ်တယ်ကျုပ်တို့ဘိုးထင်ကိုကြောက်တယ်ကျုပ်တို့နှစ်ယောက်ကိုလာတိုက်ရင်တတ်မှာကိုဖိုးထွေးခမရတို့အိမ်ကိုလိုက်နေမယ်ဗျာဟာမဖြစ်ဘူးထင်တယ်ငါးပါကြောင့်လည်းမင်းသိရသားနဲ့ကွာမရဘူးဗျာခမရဘရွာလူကြီးကိုကျုပ်တို့လိုက်ပြောမယ်ရွာလူကြီးအိမ်ဆိုရင်တော့ဒီကောင်လာရဲမယ်မထင်ဘူးအဲ့ဒီလောက်လေကြောက်မနေကြသမ်းပါနဲ့ကွာမင်းတို့ကလည်းမင်းတို့သာအာလိုက်ပြီးမချုံနဲ့ဥဝေလာလူတတ်တာကိုဘသူ့ကိုမှရှောင်မပြောနဲ့ကြားလားတရင်ချရင်တော့ဘိုးထင်ငါတို့ကိုလာတိုက်ရင်တတ်မှာမင်းတို့ကိုယ်တိုင်ကြုံခဲ့ရတာပဲမဟုတ်လားဘိုးရဲ့စကားကြောင့်ဘေတူနဲ့တာအေးတို့ပိုကြောက်လာပြီးမောင်ဘိုးထင်နဲ့နောက်ထပ်မပတ်သက်ဖို့ကိုဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်ဥဝေလာပြန်ရောက်လာပြီးမို့မောင်ဘိုးထင်တရောညနေဆောင်အချိန်ဖြစ်လင့်ကစားပေပင်ရွာကိုသွားဖို့ပြင်ဆင်ပါတယ်ဥဝေလာကနောက်တနေ့နနက်မှသွားဖို့ပြောပေမဲ့သူလက်မခံဘူးဘိုးထင်မင်းကွာညာကြီးမိုးချုပ်မနက်မိုးလေးမှာပဲသွားပါလားရတယ်ဆရာကြီးညာတွင်းချင်းပဲသွားလိုက်တော့မယ်အေးလေမင်းလည်းငါကြောင့်မင်းအပေါင်းအသင်းနဲ့အမြင်ဆောင်တာကိုခံနေရပြီကွာရွှေတွေကိုယူပြီးတော့မင်းလိုအပ်တဲ့နေရာတွေမှာဆက်ပြီးကူညီပေးပါမင်းကိုပေးထားတဲ့အကျုံးနဲ့ငါ့ကိုအဆုံးစီရင်လိုက်ပါတော့ကွာဆရာကြီးကလည်းဗျာပောက်ကရတွေပြောတော့မယ်ကျုပ်တို့လူတွေကိုကူညီရအောင်မယ်လေဗျာဆရာကြီးတေလို့မဖြစ်သေးဘူးဘိုးထင်ရေငါတခါတွေးမိတယ်သိလားမင်းကိုခေါ်ထားတာငါအတ္တကြီးနေပြီလားလို့တွေးနေမိတာမဆိုင်ပါဘူးဗျာဆရာကြီးရဲ့စိတ်ရင်းအမှန်ကိုကျုပ်သိနေတာပဲကျုပ်ကလည်းဆရာကြီးခေါ်လို့နေနေတာမဟုတ်ဘူးဆရာကြီးရဲ့လောက်ရက်တွေကိုသဘောကျလို့တပည့်အဖြစ်နေနေတာအေးကွာရွှေအိုးတဲကရွှေတွေမြန်ကုန်မှပဲအေးမှာပါကဲတားမရရင်လည်းပြန်ပြီတော့မင်းပြန်လာခြင်းနဲ့အချိန်မှပဲပြန်လာကွာငါရွှေတွေကုန်ရင်မင်းကိုအကြောင်းချလိုက်မယ်ငါတရေဘောမချောင်ဘူးဆိုရင်တော့မင်းအခုအညီမလိုပါဘူးကွာအမောတဲ့တရောဥဝေလာကိုနှုတ်ဆက်ပြီးပေပင်ကိုပြန်လာပါတယ်လမ်းတစ်လျှောက်ဥဝေလာအကြောင်းကိုပေတူးတာအေးဖိုးထွေးသာသားနဲ့ဥအုံတို့အားပြောပြမယ်လို့သူတွေးထားတာဥဝေလာအကြောင်းကိုအလုံးစုံသိကျင်တော့သူ့ကိုအကောင်လုံးကနားလေနိုင်လိမ့်မယ်လို့လည်းတွေးထားပါတယ်ဒီလိုနဲ့ညာချင်းမင်းကြီးလမ်းလျှောက်လာရာညအချိန်မတော်မှပေပင်ရွာကိုရောက်လာပါတယ်အဲ့ဒီနောက်မောင်မိုးထင်ရွာထဲမှာဥုံရဲ့နေအိမ်ကိုတမ်းမသွားသေးပဲသူ့ရဲ့အိမ်ကိုအရင်ဝင်ဖို့ဆုံးဖြတ်လိုက်တယ်အချိန်မရှိတော့တာကြောင့်ဥုံအေးရေးပြတ်သွားမှာကိုစိုးရိမ်သောကြောင့်မှထို့တော့တွေးပြီးတော့သူ့ရဲ့ခြံကျဲကြီးတဲ့ကိုလှမ်းဝင်လိုက်တယ်အဲ့ဒီနောက်အိမ်လေးကိုကြည့်ပြီးအတန်တော်တော်နဲ့တယောက်တည်းရေရွတ်လိုက်ပါတယ်ဟိုနှစ်ကောင်ကတော့အိမ်နေလောက်ပြီးဒီကောင်တွေကိုနှိုးရမယ်မောင်ဘိုးထင်ထို့တော့ပြောပြီးတော့အိမ်လေးဘုတ်ကိုတက်ခါသူတို့တောက်ရောက်အိမ်နေကြနေရာကိုလက်နဲ့စမ်းကြည့်ပြီးခတ်တိုးတိုးအတန်ပြုတ်ပါတယ်ဟေးကောင်ဖေတူးနဲ့သားရေးဟေးကောင်နှစ်ကောင်ထငါပြန်လာပြီမောင်ဘိုးထင်မှောင်မဲနေတဲ့အိမ်လေးကိုလက်နဲ့စမ်းကြည့်ရာအဲ့ရပေါ်မှာမြေသူတအူးတယောက်မှမရှိဒါကြောင့်ဘိုးထင်မိခွက်နဲ့မိကျစ်ထားတဲ့နေရာကိုလိုက်ဆန်းပြီးတော့တစ်သားမိကျစ်ကလေးကိုချစ်ခါရေနာတီမိခွက်ကလေးကိုထွန်းညှိလိုက်တယ်ရေနာတီမိခွက်ရဲ့အလင်းရောင်ကြောင့်အိမ်လေးထဲမှာအရာအလုံးကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရပါတယ်အိမ်ပေါ်မှာတာအင်းနဲ့ပေတူးတို့ရဲ့ပစိုးနဲ့အဝတ်အစားခံနွမ်းနွမ်းလေးကိုမတွေ့ရသလိုအညာဆောင်နဲ့လဲမို့ထဲထားသည့်ကောင်းအောင်ခံနွမ်းနွမ်းလေးတွေကိုလည်းမတွေ့ရတော့ဘူးဘိုးထင်တရောရေနာတီမိခွက်ကလေးကိုခံပြီးတော့ကြောင်ငင်းနေပါတယ်အဲ့ဒီနောက်သူ့ရဲ့နှုတ်ကနေလည်းတယောက်တည်းစကားပြောနေသေးတယ်ဖေတူးနဲ့တာအေးငါအိမ်ပေါ်ကနေဆင်းသွားတာလားဒီကောင်တွေငါ့ကိုမုံသွားပြီထင်တယ်မောင်ဘိုးထင်တယောက်တည်းထို့သို့ပြောပြီးတော့မိခွက်ကိုကိုင်ကငိုင်းနေပြန်ပါတယ်သူ့ရဲ့စိတ်ထဲမှာတော့ညီကိုရင်းပပနေခဲ့ကြတော့ဖေတူးနဲ့တာအေးဟာအကြောင်းမရှိဘဲနဲ့သူ့ရဲ့အိမ်ကနေပြောင်းသွားမှာမဟုတ်ဘူးလွန်ခဲ့တဲ့ရက်ကဥဝေလာအားလူသက်သမားလို့ကြဲကြဲလောင်လောင်ပြောလာတာကြောင့်သူပညာနဲ့အာသေးထဲလိုက်မိတယ်ထိုရာကိုစိတ်နာပြီးယခုကဲ့သို့အိမ်မော်ကနေဆင်းသွားတာဖြစ်နိုင်ပါတယ်ထိုနေ့ကသူ့အနေဖြင့်အဲ့ဒီလိုမပြူးလို့လို့လည်းမရဘူးတခြားလူတွေကြားသွားပါကတေလူဖြစ်နေတဲ့ဥဝေလာအနေဖြင့်နာမည်ကုံတည်င်းနေမေးမိန်ပြီးတော့သူတစ်ပိုင်းရဲ့ဖြစ်တင်ပြောဆိုခြင်းကိုခံရမိအရေးအားရှေ့ရှုပြီးအဲ့ဒီလိုပြုတ်လုံးလိုက်တာဥဝေလာရဲ့မကောင်းမှုကိုဥဝေလာကိုယ်တိုင်ပြန်ပြီးတော့ပေးဆက်ရမယ်ဆိုတာကိုဘိုးထင်သိပါတယ်
ဒါပေမဲ့အများကျိုးအတွက်ပြုလုပ်နေတဲ့လူတစ်ယောက်အားဘာမှအရေးမပါတဲ့ကိစ္စနဲ့တော့ပြိုလဲမခံနိုင်ဘူးအဲ့ဒီနောက်ဘိုးထင်တောင်တွေးမြောက်တွေးတွေးပြီးတော့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်ထိုဆုံးဖြတ်ချက်ကတော့တခြားမဟုတ်ဘူးသူအားဘသူမှမခေါ်လဲအရေးမဆိုင်တော့အများအကျိုးအတွက်ပြုလုပ်နေတဲ့ဥဝေလာနဲ့ဆက်လက်တွဲဖို့ကိုခိုင်ခိုင်မာမာဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်မမိုးထင်တယောက်အချိန်မတော်မှပြန်ရောက်လာတာကြောင့်သူ့ရဲ့အိမ်လေးထဲမှာကျုံတယ်လို့အိတ်လိုက်ပြီးမိုးစင်စင်လင်းမှာပဲနိုးလာပါတယ်သူအဲ့ရနိုးချိန်အိမ်ကိုပြန်ရောက်နေတာကိုအမှတ်ရသွားပြီးတော့သူ့ရဲ့ဘေဘီဝဲရကိုလက်နှိပ်ဆန်းကပေတူးနဲ့တာအေးကိုနှိုးဖို့ပြင်မာသေးတယ်ဒါပေမဲ့တကယ်ချင်းတစ်ယောက်ကသူ့ရဲ့အိမ်ကနေဆင်းသွားတာကိုချက်ချင်းအမှတ်ရလိုက်ပြီးတပ်ပြင်းကိုချကအဲ့ရကနေထားပါတယ်အဲ့ဒီနောက်မျက်နှာသစ်ပလုံကျင်းပြီးတော့အိမ်ဝိုင်းရှိမှလှက်ပတ်ကြီးရှုလိုက်သေးတယ်ပြီးတော့အိမ်ဝိုင်းဘေးပတ်လက်ရှိလမ်းကိုလှမ်းကြည့်လိုက်တဲ့အခါသူ့အားမြင်သွားတဲ့ပေပင်ရွာသားတွေကကောင်းကောင်းမွန်မွန်ဝမ်းပန်းတတနဲ့နှုတ်ဆက်လာပါတယ်ဘိုးထင်မင်းပြန်ရောက်နေတာလားဟုတ်တယ်ဗျဘလို့လဲကြံခင်းနေကောင်းကြလားကောင်းပါတယ်ကွာကြံပွားစားခြင်းရင်ငါစီမလာယူဘိုးထင်ငါကြံပွားဆန်းပြီးတော့လုံးကြည့်ထားတယ်ဟုတ်ကဲ့ပါကိုကြီးမြပေပင်ရွာသားတွေတောင်ရတဲကိုသွားတဲ့အခါမောင်ဘိုးထင်ရဲ့အိမ်နဘေးလမ်းကနေဖြတ်တန်းပြီးတော့သွားရပါတယ်ဒါကြောင့်သူ့ကိုမြင်ပြီးတော့နှုတ်ဆက်နေကြတာမြေတီးကိစ္စမှမသိတဲ့ရွာသားတွေကတော့သူ့ကိုအခေအမေမပြတ်သေးပါဘူးဘိုးထင်တယောက်အိမ်ဝိုင်းရှိလမ်းကိုဆက်ပြီးတော့ကြည့်နေစဉ်လက်တစင်းနဲ့အတူဖိုးထွေးတာတာနဲ့ပေတူးကိုလှမ်းမြင်လိုက်ရပါတယ်မောင်ဘိုးထင်ဖိုးထွေးတို့အဖွဲ့ကိုခလန်းလန်းကလေးကလက်ပြပြီးနှုတ်ဆက်ဖို့ကြံလိုက်ပေမဲ့ထိုလူတွေကဘိုးထင်ကိုမြင်တာနဲ့လဲကိုချက်ချင်းပြန်လှည့်ပြီးတော့မောင်းပြေးသွားပါတော့တယ်မောင်ဘိုးထင်ရဲ့ပြုံးနေတဲ့မျက်နှာကချက်ချင်းကိုငိမ့်ငိုင်သွားပါတယ်စိတ်ထဲမှာလည်းစိတ်မကောင်းကြီးစွာဖြစ်နေတာသူ့အားမြင်တွေ့ရတာကိုပင်မကောင်းဆိုးဝါးတစ်ကောင်ကိုတွေးလိုက်ရသည့်နဲ့လဲကိုချက်ချင်းပြန်လှည့်မောင်းသွားကြတာဒါပေမဲ့စိတ်သက်ခိုင်မာတဲ့မောင်ဘိုးထင်မချီပြုံးပြီးတော့ပဲငြိမ်နေပါတယ်လဲကိုချက်ချင်းပြန်လှည့်လာတဲ့ဖိုးထွေးကသူတို့အားငေးကြည့်ပြီးကြံရစ်ခဲ့တဲ့မောင်ဘိုးထင်ကိုပြန်လှည့်ကြည့်ရင်နဘေးမှာရှိနေတဲ့ပေတူးနဲ့တာအေးကိုစကားဆိုပါတယ်ပေတူးနဲ့တာအေးတို့တွေရဲ့လောက်ရက်ကမကောင်းဖြစ်သွားပြီလားမသိဘူးကွာမင်းတို့မခေါ်ချင်ရင်တော့လမ်းမှာတွေ့တာကိုတော့နှုတ်ဆက်တဲ့နဲ့ကိုဖိုးထွေးကလည်းဗျာခမရကဘာမှမခံခဲ့ရတော့ဘာမှမဖြစ်ဘူးပေါ့ကျုပ်တို့ကကိုယ်တိုင်ခံခဲ့ရတာဗျဟုတ်တယ်ကျုပ်လည်းသူနဲ့မျက်နှာချင်းမဆိုင်ချင်ဘူးအမှန်ပြောရရင်ကြည့်ကိုမကြည့်ချင်တာဗျာဘိုးထင်ကမင်းတို့နှစ်ယောက်နဲ့အခင်ဆုံးတငယ်ချင်းနေလေကွာအဲ့ဒါအရင်ကဘိုးထင်ဘာကြီးအောင်ရဲ့မွေသားသားဘိုးထင်အခုကလူသားသမားဝေလာရဲ့တပည့်ဘိုးထင်ဖြစ်သွားပြီမတူတော့ဘူးဗျမင်းတို့မှငါတို့မသိသေးတဲ့အကြောင်းတွေများရှိနေလို့လားမရှိပါဘူးဗျာဒီကောင်ကပညာမှတ်သွားတာလေခမရတို့လည်းလက်တွေမြင်လိုက်တာပဲမဟုတ်လားသူတို့ပြောတာကလည်းဟုတ်မှန်နေတယ်လို့ဖိုးထွေးတွေးလိုက်မိပြန်ပါတယ်တလဲကုန်းရွာကိုသွားတင်ကသူလည်းပါသွားတာကိုဘာပဲဖြစ်ဖြစ်လွမ်းလာရင်အနာနဲ့ဖြည့်သိမ့်ရမယ်လို့တွေးလိုက်ပြန်ပါတယ်ထို့ပြင်ပေတိုးနဲ့တာအေးကလည်းအမှန်တကယ်ကိုမောင်ဘိုးထင်အားကြောက်လန့်နေကြတဲ့ပုံစံနေသူတို့ရဲ့စိတ်ထဲမှာဦးဝေလာရဲ့အတွင်းရဲကိုတီးတဲ့သူတို့နှစ်ယောက်ကိုနှုတ်ပိတ်မှစိုးရိမ်နေပြီးတော့မောင်ဘိုးထင်ရဲ့မြင်ကွင်းမှာတော့မနေရဲကြတော့ဘူးကျော်တော့ဖြစ်တာကလည်းလွန်တယ်လို့မဆိုတာဘူးထို့အတွက်ဖိုးထွေးတယောက်စိတ်မကောင်းကြီးသွားနဲ့လဲကိုသာအရှိဆံမောင်းလိုက်ပါတော့တယ်ဘိုးထင်တယောက်ရွာလေလမ်းတိုင်းဦးအောင်ရဲ့နေအိမ်ကိုသွားနေပါတယ်လမ်းမှာတွေ့ရတဲ့ရွာသားတွေကမောင်ဘိုးထင်ကိုဝိုင်းဝန်းနှုတ်ဆက်ကြတယ်ထို့ထဲမှာရွာလူကြီးလည်းပါပါတယ်ဘိုးထင်မင်းပြန်ရောက်နေပြီလားကွာဟုတ်ကဲ့ပါကြီးပြန်ရောက်ပါပြီမင်းကောင်နှစ်ကောင်နဲ့ဘာဖြစ်တာတော့ငါအိမ်မှာရောက်နေတဲ့မင်းတို့ချင်းရံဖြစ်ထားတာလားမဖြစ်ထားပါဘူးပါကြီးအေးဖြစ်ထားရင်လည်းတဲ့အောင်လို့အမြန်နေကြကွာကိုညီကိုအချင်းချင်းနေပဲမဟုတ်လားဟုတ်ကဲ့ပါကြီးကဲမင်းအခုဘယ်သွားမှလဲအဘအိမ်ကိုသွားမလို့ပါအော်အေးမင်းပါလည်းပြန်ရောက်နေပြီငါလည်းမင်းပါစီကိုသွားမယ်နဲ့မသွားဖြစ်သေးဘူးကွာကဲမင်းလည်းသွားတရားရှိတာကိုသွားမင်းဘောက်ကိုလည်းပြောလိုက်ဦးငါလာခဲ့ဦးမယ်လို့ဟုတ်ကဲ့ပါကြီးကျုပ်သွားပြီဗျာမောင်ဘိုးထက်တယောက်ရွာလူကြီးကိုနှုတ်ဆက်ပြီးတော့ဦးအောင်ရဲ့အိမ်ဘက်ကိုထွက်လာပါတယ်တိတ်မကြခင်အချိန်ဦးအောင်ရဲ့အိမ်ဝိုင်းထဲကိုဘိုးထင်ရောက်လာပါတယ်အိမ်ဝိုင်းထဲကိုရောက်တဲ့အခါသူနဲ့မျက်နှာစိမ့်နဲ့ဆေယာထူးကိုမြင်လိုက်ရတယ်အဘကြီးပြိုးအဘကောင်းလေးမင်းဦးအောင်ကိုခေါ်နေတာလားဟုတ်တယ်လေခမရကဘသူတော့ငါကဦးအောင်ရဲ့မိတ်ဆွေပါမင်းကဘသူတော့ကွာကျုပ်ကဘိုးထင်ပဲအော်အေးဘိုးထင်လာထိုင်အောင်မင်းအဖဟင်းသားသွားဝယ်တယ်ကွာမဘိုးထင်တယောက်သူနဲ့တီကျွမ်းခြင်းမရှိတဲ့ဆေယာထူးနဲ့ညနေချင်းတိုင်းတန်းလျားမှဝင်ထိုင်ပါတယ်နှုတ်ခမ်းမွေးဆဆနဲ့တမျိုးဖြစ်နေတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားတဲ့ဆေယာထူးကိုစူးစမ်းသလိုကြည်ပြီးတော့
ခမည်းနာမည်ကဘသူတော့ငါနာမည်ဆရာထုတယ်ကွာဘာလဲဆေးဆရာလားခမည်းရုပ်ကဆေးဆရာနဲ့မတူဘူးတမျိုးပဲဟောဗျာလှုပ်ဆမ်းမအောင်မင်းစိတ်ထဲထင်တာဘာဆရာနဲ့တူလို့လဲကွာမောင်ဘောထင်ဆရာထုကိုတသေးချာချာပြန်ကြည့်ပါတယ်အတန်းကြောင်ခြေပြီးသွားတဲ့အခါဘောထင်သူ့ရဲ့စိတ်ထဲမှာရှိတဲ့အတိုင်းပြောလာလိုက်တယ်ခမည်းကိုကြည့်ရတာဆရာတော့ဆရာပဲအေးဟုတ်ပါပြီဘာဆရာလို့ထင်တာလဲကွာဆိုသားမအောင်စိတ်ထဲရှိတဲ့အတိုင်းပြောရရင်တော့ဇက်ဆရာလိုမျက်လှည့်ဆရာလိုပဲဗျာအဲ့ဒီနှစ်ခုကတည်းကတစ်ခုပဲငါကောင်လေးကတော့ပြောတော့မယ်ငါရဲ့ဥပဒေရုပ်ကအဲ့ဒီလောက်တော့ဖြစ်နေပြီလားဟာခမည်းနှုတ်ခမ်းမွေးတွေကပြောနေတာလေစုံချွန်းချွန်းနဲ့ဆရာတို့သဘောကျပြီးတော့ဟောက်တိုက်ရဲမောပါတယ်ပြောရဲဆိုရဲရှိတဲ့မောင်မိုးထင်ကိုလည်းအတော်လေးကိုသဘောကျသွားပါတယ်အဲ့ဒီနောက်သူရေနွေးချမ်းတစ်ခတ်ကိုမှဲ့တော့ပြီးကောင်းလေးငါအထက်လန်းဆရာတယောက်နဲ့မတူဘူးလားဘာလဲခမည်းကိုခမည်းအထက်လန်းဆရာလို့ဆိုလိုချင်တာလားမင်းအဲ့ဒီလိုမထင်ဘူးလားကွာခမည်းယောက်ကတီတီကြည်ကြည်မမဟုတ်တာထင်တယ်ရလားအေးပါကွာအေးပါမင်းနဲ့တွေ့မှာပဲငါလည်းရသေးရမရှိအောင်ကိုအပြောခံရတော့တယ်ဘိုးထင်နဲ့ဆရာသူတော့ဦးအောင်ကိုစောင်းတိုင်းရင်းနဲ့စကားဆိုနေတာပါဆရာသူရဲ့စိတ်ထဲမှာတော့ဦးအောင်တယောက်သူ့ရဲ့သားတပည့်ဖြစ်သူမောင်ဘိုးထင်အားတန်ရောတင်ဖြစ်နေတာကမထူးဆန်းဘူးလို့မှတ်ချက်ပြုလိုက်တယ်တဏကမရုပ်ကလေးနဲ့ခွန်းထုတ်ပြန်တက်ပြီးတော့အလိုက်သေးလို့နဲ့မောင်ဘိုးထင်ဟာရင်နွေးချမ်းနဲ့အေးနေပြီးဖြစ်တာကြောင့်နှွေးသွားအောင်လို့သွားပြီးတော့နှွေးဖို့ပြုလုပ်နေပါပြီအဘတို့ကတော့ကြုံမရှိတာနဲ့ဖြစ်ချင်တိုင်းကိုဖြစ်နေတော့တာပဲဟေးကောင်လေးရွှေနှွေးသွားခတ်တာတပြေးတောက်တောက်နဲ့ဘာတွေဖြစ်နေတာလဲကွာဘာဖြစ်ရမှာလဲဗျာအိမ်ထဲမှာလဲရှုပ်ပွားနေတာပဲအဘပြန်လာတာ2ရက်3ရက်ရှိပြီအခုထိဘာမှမရှင်းရသေးဘူးအောင်လန်းစရာအိမ်ဆိုပြီးအများကက်ရက်အောင်လုပ်နေသလားတော့ထင်ရတယ်တပြေးတောက်တောက်နဲ့အိမ်တန်ရှင်းရေးလုပ်နေတဲ့မောင်ဘိုးထင်ကိုကြည့်ပြီးဆရာသူပြုံးလိုက်ပါတယ်ဒါကြောင့်သူဟာမောင်ဘိုးထင်အားအတန်ခက်ကြဲနဲ့စကားလှမ်းဆိုလိုက်တယ်ကောင်းလေးမင်းကဥဝေလာစီမှာနေတယ်ဆိုတို့တကားကြောင့်မောင်ဘိုးထင်မိဖို့ကြောင့်လည်းကနေဆင်းလာပြီးဆရာသူကိုစူးစူးဆိုင်ဆိုင်ကြည့်ကဟုတ်တယ်လေခမည်းနဲ့ဆိုင်လို့လားကောင်းလေးမင်းကဘာလို့စိတ်ထုံနေတာလဲငါကဥဝေလာနာမည်ပဲပြောရသေးတယ်လေခမည်းကဘာကြောင့်သူ့နာမည်ကိုပြောတာလဲဗျနာမည်လေးပြောရုံနဲ့တည်းမင်းကဘာကြောင့်အဲ့ဒီလိုဖြစ်ပြနေတာလဲကောင်းလေးဆရာသူရဲ့စကားကြောင့်မောင်ဘိုးထင်သူ့ရဲ့အဖြစ်ကိုပြန်လဲစမ်းစစ်မိသွားပါတယ်ဒါကြောင့်တပ်ပြင်းတစ်ဆက်ကိုဟင်ကနေချလိုက်ပြီးဟုတ်ပြီခမည်းပြောခြင်းတလို့သာပြောပြီးတော့ကောင်းလေးမင်းအမြင်မှန်ရလာပြီပဲတခုလုံးမေးမရသေးကွာငါဒီကိုရောက်နေတာဘာကိစ္စလို့ထင်လဲဘာကိစ္စပဲဖြစ်ဖြစ်ကျုံနဲ့တော့ဆိုင်မယ်မထင်ဘူးမင်းဘာလို့အဲ့ဒီလိုပြောရတာလဲကွာကျုံနဲ့ဆိုင်တရားမှမရှိတာတကယ်လို့ဥဝေလာနဲ့မပတ်သက်ဘူးဆိုရင်တော့မင်းပြောတာဖြစ်နိုင်တယ်ကောင်းလေးမဘောတဲ့ဆရာထုကိုနောက်တစ်ကြိမ်ဆူဆူရဲရဲစိုက်ကြည့်ပြီးဘာကိစ္စဥဝေလာကပါလာရပြန်တာလဲငါကမင်းအပမနိုင်ခဲ့တဲ့ဥဝေလာကိုတပ်ပစ်ဖို့ရောက်လာခဲ့တဲ့လူတွေကွာဘာပြောတယ်မောင်ဘိုးထင်ရဲ့အတန်ကကြဲကြဲလောင်လောင်ထွက်ပေါ်လာပြီးနောက်ဒေါသဖြစ်သွားတာကြောင့်စပွဲကုန်းကိုလက်သီးဆုံးနဲ့ဒေါငကနေဆိုထူလိုက်ပါတယ်သူဘလောက်ပဲဒေါသထွက်နေပါသေးဆရာထူကတော့ကြွဆိုင်ခြင်းမရှိဘဲနဲ့ရင်နွေးချမ်းတစ်ခွက်ကိုဇိမ်ခံတောင်းခြင်းကနောက်ထပ်စကားကိုထပ်မံဆိုပြပါတယ်ကောင်းလေးငါကမင်းရဲ့ဥဝေလာကိုတတ်တော့မှာကွာသူ့ရဲ့အကုသိုလ်တွေအကျိုးကိုခံရအောင်လို့ငါကလုပ်ပေးတော့မှာဟဲ့လူအเจ้าစုံမသိဘဲနဲ့လူတယောက်ကိုဘာလို့ရန်လို့နေတာလဲဗျဟေးကောင်ရငါကဘာလို့အเจ้าစုံမသိရမှာလဲမင်းဆရာဦးကုန်းကိုတွေးအောင်လုပ်တယ်ပြီးတော့ဖိုးသူတော်ဦးမဲဆိုတဲ့လူကိုလည်းတတ်တယ်ငါသိတဲ့သူအเจ้าကမဆုံးသေးဘူးလားဟဲ့လူခမည်းလက်ချင်တိုင်းလုံးလို့ရမယ်လို့ထင်နေတာလားခမည်းပညာမတောက်တစ်ခေါက်လောက်နဲ့ကျုပ်ဆရာကြီးမပြောနဲ့ချုပ်ကိုပဲနိုင်မယ်လို့ထင်လို့လားဘိုးတွေကပြပြဆွဆွနှုံးမမာနန်ကိုခတ်တိုးတိုးရွတ်လိုက်ချိန်နေကင်းကြောင်တော်အချိန်မှပင်မိုးတွေချက်ချင်းအုံဆိုင်လာပြီးဦးအောင်ရဲ့အိမ်ပေါ်နဲ့အိမ်ဝိုင်းမှာတိရွက်တွေကလေမတိုက်ဖက်နဲ့တဝုံဝုံလှုပ်ခတ်လာပါတယ်ထိုချင်းရောက်ကိုမြင်တဲ့ဆရာထူးတယောက်မေပြုံးတစ်ချက်ပြောလိုက်ပြီးသူ့ရဲ့လက်ဖွားဖြင့်ဇပွဲကုန်းကိုခတ်ကြကြလက်ဝါးနဲ့ပုတ်လိုက်ရာရေနွေးဝန်းနဲ့အမြင့်ပကံတွေမှောက်ကြပြီးအတော်ကိုဖယိုဖယဲဖြစ်သွားပါတယ်ထို့အပြင်မောင်မဲနေတဲ့မိုးသားတိမ်တိုက်တွေရှင်းလင်းသွားသလိုဝုံလိုက်ကျဲအောင်လှုပ်ခတ်နေတဲ့တစ်ပင်တစ်ကိုင်းတွေလည်းပြန်ပြီးတော့ငြိမ်သွားပါတော့တယ်ဦးအောင်ရဲ့အရင်ပေါ်တမ်းမှာအရာဝိထုတွေအကုန်လုံးလည်းပြန်လဲငြိမ်သက်သွားပါတယ်ဟိုချင်းရကြောင့်မောင်ဘိုးထင်မျက်နှာပြတ်သွားပြီးတော့နောက်ထပ်မန်တန်ရုပ်ဖို့ကြံတင်မှာပင်ဆရာသူကသူ့ရဲ့လက်ဖြင့်မောင်ဘိုးထင်ရဲ့လက်ပင်ကိုညှစ်ဟန်ပြုတ်လိုက်တဲ့အခါမောင်ဘိုးထင်တယောက်သူ့ရဲ့လက်ပင်ကိုလက်နဲ့ပြန်ဆုပ်ကန်ပြီးတော့အသက်ရှူကျနေပါတယ်ဆရာသူကဝေဒနာခံစားနေရတဲ့မောင်ဘိုးထင်ကိုခပ်ပြုံးပြုံးကြည့်ပြီး
လေပင်ညှက်ဟန်ပြူထားတဲ့လက်ကိုပုံမအားဆိုင်လိုက်ပါတယ်ကောင်းလေမင်းကိုလှုပ်ဝက်ချက်တစ်ခုပြောပြမယ်ငါဒီကိုဘာလို့လိုက်လာလဲမင်းသိလားဝေလာစီကရွှေအိုးကိုလိုချင်လို့ပဲကွာဝေလာကိုတတ်မယ်ပြီးရင်ရွှေအိုးကိုရှူမယ်မင်းအဖလူနုံလူဝါကြီးကငါ့ကိုသူတော်ကောင်းကြီးလို့ထင်နေတာကဲကောင်းလေးမင်းကတော့တကောင်ကြွက်ပဝါနဲ့တွားပြီဝေလာလဲတေတော့မှဦးအောင်ကလည်းမင်းကိုလက်ခံတော့မှာမဟုတ်ဘူးပြီးတော့မင်းခင်လာပါကြီးရဲ့ဆိုတဲ့ကောင်တွေကလည်းမင်းကိုအကောင်လုံးစွန့်ပစ်သွားပြီဘလို့ဆက်လုပ်မှလဲကောင်လေးမဘိုးတဲ့တရားအကြံသမားဆရာထုအားအသက်ရှူကျက်၍ဝေဒနာကိုပြင်းထန်စွာခံစားနေရသည့်ကြားတဲ့ကနေဒေါသမျက်လုံးနဲ့စိုက်ကြည့်နေပါတယ်သူရဲ့မျက်လုံးထဲမှာလည်းနာကြီးမုန်းတီးတဲ့စိတ်တွေကပေါ်နေပါသေးတယ်အဒီနောက်ဆရာထုကမောင်ဘိုးထင်ကိုနောက်ထပ်စကားထပ်ဆိုပြပါတယ်ကောင်းလေမင်းကိုအခွင့်အရေးတစ်ခုပေးမယ်ငါနောက်ကိုလိုက်ပြီးငါတစ်ဖက်လုံးမလားအသက်အသေးခံမလားငါနဲ့လိုက်မယ်ဆိုရင်မင်းကောင်းညှိလို့ရတယ်ကောင်းလေးသာညှိပြလိုက်ဆရာတို့ကမောင်ဘိုးထင်ကိုရွေးချယ်တရားနှစ်ခုပေးလာပါတယ်သူရဲ့စိတ်ထဲမှာထင်ထားတာတော့မောင်ဘိုးထင်ဟာပညာတွေကိုအလိုရမကြီးတဲ့ကောင်းလေးဖြစ်တာကြောင့်သူရဲ့ပညာတွေကိုလိုချင်လိမ့်မယ်လို့တထိတ်ကြတွေးထားပြီးတော့ကောင်းညှိလာလိမ့်မယ်လို့မျှော်လင့်ထားတာဒါပေမဲ့မောင်ဘိုးထင်ကဝေဒနာကိုအန်တူရင်းကောင်းညှိမှုကိုငင်းဆန်ပါတယ်ထိုကဆရာတို့ကဒေါသခတ်ထန်လာပြီးတော့မောင်ဘိုးထင်ကိုပုံမနှိပ်စက်ပြန်တယ်မောင်ဘိုးထင်တယောက်မတ်တက်ရပ်နိုင်စွာမရှိတော့ပဲဒူးထောက်ကျသွားပြီးတော့ပါဇက်ကနေသွေးတွေစီးကျလာပါတယ်ဒါပေမဲ့မျက်နှာမှာကြောက်ရွံ့အတနာခံတဲ့အမှုအရာလုံးဝမရှိအသက်သာအသေးခံသွားမဲ့အနေအထားမှရှိနေတာမင်းကိုတိုက်ရမှာတော့နှမျောတယ်ကွာဒါပေမဲ့ကိုမပိုင်ရမယ်အတူတူဖြက်စီးတတ်တဲ့ငါရဲ့စောက်ကျင်ကြောင့်မင်းတော့သေရတော့မယ်ကောင်းလေဆရာတို့ကမောင်ဘိုးထင်ကိုခပ်ပြုံးပြုံးကြည့်ပြီးတော့လေပင်ကိုညှစ်ဟန်ပြူထားပါတယ်အဲ့ဒီတော့သူ့ရဲ့လက်ကိုအားထဲဖို့ပြင်လိုက်စဉ်ဆရာတို့ဘာဖြစ်တာလဲဘိုးထင်ကောင်းလေဦးအောင်တယောက်လက်ထဲမှာဝက်သားတွဲကြီးကိုဆွဲပြီးတော့အိမ်ဝိုင်းထဲကိုဝင်လာရသူမြင်လာရတဲ့မြင်ကွင်းကြောင့်အလံတကြားဖြစ်ပြီးတော့ဆွဲလာတဲ့ဝက်သားတွဲကြီးကိုမြေပြင်ပေါ်မှာပြစ်ချပြီးတော့အမြန်ပြေးလာပါတယ်အဲ့ဒီနောက်ဝေဒနာပြင်းစွာခံစားနေရတဲ့မောင်ဘိုးထင်ကိုစိတ်မကောင်းစွာကြည်ပြီးနောက်ဆရာထုကိုတောင်းပန်ပါတော့တယ်ဆရာထုကျုပ်ကောင်လေးအစားကျုပ်တောင်းပန်ပါတယ်ဗျာဒီကောင်ကအတိတရားမရှိတဲ့ကောင်ဗျဦးအောင်ခမရတစ်ဘက်ကဝေလာကိုတိုက်မဲ့ပြောတာနဲ့ကျုပ်ကိုအသေးလောက်တာဗျဒီကောင်ဆိုမှကျုပ်သိပါတယ်ဗျာကျုပ်မျက်နှာကိုထောက်ပြီးတော့လှုပ်ပေးပါကောင်းပြီလေခမရမျက်နှာကြောင့်လှုပ်ပေးလိုက်မယ်နောက်တစ်ခါကျုံနဲ့ဝေလာကြားမှာကာစီလောက်ရင်တော့ခလေးတွေလူကြီးတွေနားမလဲဘူးအကုန်သေးသေးရမယ်ဟုတ်ခဲ့ပါဆရာသူဦးအောင်ထို့တော့တောင်းတောင်းမမှန်ဆိုလိုက်တဲ့အခါမှာဆရာသူကလေပင်ကိုစုပ်ကန်ဟန်ပြူထားတဲ့သူ့ရဲ့လက်ကိုဖြုတ်ပေးပါတယ်ဒေါကမောင်ဘိုးထင်တယောက်မြေပြင်မှာခွေလေးလဲကြပြီးတော့ချောင်းနေတဟုတ်ဟုတ်စိုးကအသက်ကိုခပ်ပြင်းပြင်းရှူနေရပါတယ်ပြီးတော့မတ်တက်ထားရက်ပြီးဦးအောင်ကိုကြည့်ကစကားတခွန်းဆိုလာပြန်တယ်အဖအိမ်ကိုဘလို့လူတွေခေါ်လာတာလဲဟေးကောင်ဘိုးထင်မင်းမမှတ်သေးဘူးလားဘာတွေရှောင်ပြောနေတာလဲကွာမဟုတ်ဘူးအဖလောက်ရက်တွေမှားနေပြီအဲ့ဒီလူကဟေးကောင်မင်းမသွားသေးဘူးလားငါ့အိမ်ကိုမင်းဘယ်တော့မှလာသေးရမလို့တော့ဘူးမင်းနဲ့ငါကလည်းဘာမှမပတ်သက်တော့ဘူးမင်းနဲ့ငါကိစ္စဒီမှာတင်ပြီးပြီအဖဘာတွေပြောနေတာလဲမင်းသွားတော့ဒီနေရာကိုနောက်ဘယ်တော့မှမလာနဲ့တော့မင်းနဲ့ငါနဲ့ရန်သူဖြစ်သွားပြီမင်းဝေလာကိုမစွန့်လို့နိုင်ဘူးမဟုတ်လားမဟုတ်သေးဘူးအဖမှားနေပြီမင်းမပြန်သေးဘူးလားဘိုးထင်မင်းအခုချိန်ကစပြီးတကောင်ကြွက်ဖြစ်သွားပြီကွာမမော်တဲ့တယောက်သူ့အနေဖြင့်ဖခင်တယောက်ကဲ့သို့ချစ်ခင်ရတဲ့ဦးအောင်ကထို့သို့ပြောလာတဲ့အခါများသောစိတ်မကောင်းဖြစ်ပြီးတော့မျက်ရည်တွေဝဲလာပါတယ်အဲ့ဒီနောက်ဦးအောင်နဲ့ဆရာထူးကိုစူးစူးဆိုက်ဆိုက်ကြည့်လိုက်ပြီးခမရတို့ကျုပ်ကိုဒီနေ့လွတ်ပေးတာတနေ့နောင်တရားချလိမ့်မယ်မှန်တယ်ထင်တာကိုတော့ကျုပ်အသက်သေးတဲ့အထိလှုပ်သွားမယ်မမိုးထင်တယောက်နာကြီးသွားဖြင့်ဆရာထူးနဲ့ဦးအောင်ကိုကြည့်ပြီးတော့အိမ်ဝိုင်းထဲကနေပြေးထွက်သွားပါတော့တယ်ဦးအောင်ကတော့ဆရာထူးကိုမတိမတာအကဲခတ်ရင်ပြေးထွက်သွားတဲ့မောင်ဘိုးထင်ရဲ့ကြောပြင်ကိုသာငေးမောကြည့်နေလိုက်ပါတော့တယ်ဟုတ်ကဲ့လေးစားစွာဖြင့်ကျွန်တော်တင်ဆက်သောဇာတ်လမ်းလေးဒီနေရာမှာပဲအဆုံးသတ်လိုက်ပါတယ်ဗျာနောက်နေ့တွေမှာလည်းကြံနေတဲ့အပိုင်းဆက်ကလေးတွေကိုဆက်လက်စောင့်မျှော်ပေးကြပါအောင်လို့ပြောချင်တယ်ပဲနောက်စဉ်ပေးကြတဲ့တယောက်ချင်းဒီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူထိုက်တံပါ